ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကဟိုပေါ့ဗျာဒီမြင်းချံကဖြစ်ရလေးတစ်ခုနဲ့ကျွန်တော်စပြောချင်တယ်မြင်းချံဖြစ်ရဆိုတော့ချောင်းပေါ့ဗျာဟိုမြင်းချံမှာမိန်လာကန်10နဲ့မြို့သား2ယောက်ကွယ်လွန်ဆုံးပါတဲ့တည်င်းလေးပေါ့နော်အောက်ဆီဂျင်ပြတ်ပြီးဆုံးပါတဲ့တည်င်းလေးဒါလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာကိုပြောချင်လဲဆိုတော့ခုနေ့ကကိုခင်လိုင်းရဲ့TikTok မှာတင်ထားတဲ့ဟာလေးကိုမျိုးလုံးထဲမှာအဲ့တရင်ကိုမြင်တဲ့ချိန်မှာဥခင်လိုင်း TikTok မှာတင်ထားတဲ့ဟာလေးကိုလည်းတွားမြင်လိုက်လို့အာယုံထဲမှာရလိုက်လို့အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ထည့်ပြောတာဥခင်လိုင်း TikTok မှာတင်ထားတာသူ့အိမ်ချန်စီကိုပေါ်ပါသူ့အိမ်ချန်ကဟိုမီဂျူတွေခိုးခံရတော့သူကအဲ့ဒါလေးကိုခိုးခံရတဲ့ကိစ္စလေးကိုဥခင်လိုင်းကသူ့ရဲ့ TikTok ပေါ်နေ post တင်ဗီဒီယိုကလစ်လေးနဲ့သူပြောထားတာတွေ့တယ်ပြောထားတဲ့အထဲမှာပါလာတဲ့စကားလုံးလေးပေါ့နော်ဥခင်လိုင်းရဲ့ချန်ပေါ့နော်ချန်ထဲမှာရှိတဲ့ဟိုမီဂျိုတွေကိုတခိုးခိုးရလို့ခိုးရတယ်ဖြစ်စဉ်ဖြစ်တယ်ဖြစ်တော့ तू ကအဲ့ဒါကို तू ကြည့်ပြီးတော့တခိုးပေါ်မှာ तू ကစိတ်ဆိုးတာမဟုတ်ဘဲနဲ့ तू ကတခိုးနဲ့ तू ဟွာတယ်ပေါ့နော်ဒါကောင်းကောင်းလောက်ကရှာဖွေစားတော့စီခြင်းနဲ့စိတ်နဲ့ तू ကစီဒနာနဲ့ तू ပြောတဲ့ဗီဒီယိုကလစ်လေးမှာပါတဲ့စားသားလေးကျွန်တော်သဘောကျသွားလို့အဲ့ဒါလေးကိုလည်းကျွန်တော်ပြန်ပြောတာပါအဲ့ဒါလည်းဘုသူစကားလဲဆိုတော့ तू ပြောတော့ဘုသူစကားလဲဆိုတော့ရုပ်ရှင်စီယုံကနာယကကြီးဥအောင်လွင်ပြောဆုံးမတဲ့စကားလို့တော့ तू ပြောတယ်အဲ့ तू ကအဲ့ဒီစကားလို့ပြန်ပြီးတော့ဒီဘက်မှာပြောတယ်ကျွန်တော်ကြိုက်လို့2ခေါက်လောက်3ခေါက်လောက်ကျွန်တော်ပြန်နားထောင်ပြတယ်အဲ့ဒီအပိုက်လေးကိုအဲ့ဒီပိုက်လေးသွားတရိရတယ်အဲ့တော့မိန်လာကန်မှာအောက်ဆီဂျင်ပြတ်ပြီးတည်တဲ့2ယောက်ကိစ္စနဲ့မင်းဒါနဲ့ဘာဆိုင်လို့လဲလို့ထင်လိမ့်မယ်နားထောင်ကြည့်ပါဦးသူကဥခင်လိုင်းကဘာပြောလဲဆိုတော့သူကသူချန်စီယိုမှာဟိုခိုးရတဲ့ကျိုးတွေဖြုတ်ခိုးရတဲ့လူနဲ့ပတ်သက်တော့ပြောတာဒါအကုသိုလ်အလုပ်တွေဆိုတော့သူပြောချင်တယ်ဒါပေမဲ့ဘယ်လိုပြောလဲဆိုတော့သူကြားဖို့ရတာလေးရှိပေါ့နော်အဲ့ဒါလေးကဘာလဲဆိုတော့ရွာတရိုးကြွတ်ထိုးတဲ့ဒုအဖေတဲ့စားတော့ဒုတွေတဲ့ခံတော့ဒုအဖေတဲ့အဲ့စာပိုက်ကလေးသူရွတ်ပြလိုက်တယ်ဆိုတော့အဲ့စာပိုက်ကအနဲ့အတိတ်ပဲလေးကဒါတာသွားတယ်ရွာတရိုးလေတရိုးကြွတ်ထိုးတယ်ဆိုတော့ရွာလေတရိုးကြွတ်ထိုးတဲ့ဒုအဖေစားတော့ဒုတွေတဲ့ခံတော့ဒုအဖေတဲ့ဆိုတော့ဟာမျိုးဆိုတော့သူဖေဖြစ်ဖေလို့သူကသူ့သားလေးတွေသမီးလေးတွေစားဖို့အတွက်ကိုထမင်းစားထမင်းဝါဖို့အတွက်ကိုသူကဘာလုပ်လဲဆိုတော့ဒီလေကသိန်းရိုးတစ်ချောက်တွေမှာလိုက်ပြီးတော့သူကကြွက်လေးတွေလိုက်ထိုးပြီးတော့ကြွက်တွေလိုက်ထိုးပြီးတော့ကြွက်ရပြီးကြွက်ကလေးတွေတီးပြီးတော့ရပြီးတော့ကြွက်လေးလိုက်ရောင်းသူထိုးပြီးတီးထားတဲ့ကြွက်တွေသူမြတ်ကြွက်တွေရဲ့မိသားစုဘွားတွေသူကပ်ပြီးတော့သူအဲ့ကြွက်ကလေးတွေပြန်ရောင်းပြီးတော့မှကိုသူ့သားသမီးကိုသူ့သားသမီးထမင်းဝါအောင်ကျွေးပြီးတော့ဖြစ်တော့အဲ့တော့ကလေးတွေကနေခံစားပြီးတာလေတယူကြွတ်ထိုးတဲ့ဒုအဖေတဲ့စားတော့ဒုတွေတဲ့စားတော့ဆိုတာသူတို့အားလုံးကကြွတ်ထိုးတဲ့အကုသိုလ်လုပ်တာသူ့အဖေဒါပေမဲ့စားတော့သူတို့သားသမီးတွေမိသားသူ့မိန်းမရဲ့ကလေးတွေစားကြတယ်ခံတော့ဒုအဖေဆိုစကားလုံးဖေးတယောက်ရဲ့အနစ်နာခံမှုကြီးကိုသူကပြောပြတယ်အဲ့တော့ကျွန်တော်တို့လူတွေကရှာဖွေစားတော့ကြတယ်လောက်ကရှာဖွေစားတော့ကြတဲ့အခါမှာဖေးတွေကထိတ်ကနေပိတ်ပြီးတော့ဘလောက်ဦးစားစူးစမ်းပန်းစားရှာဖွေအမျိုးကောင်းသားတွေကိုပြောတာပါနော်ထိတ်ကနေပိတ်ပြီးသူတို့စူးစမ်းပန်းစားရှာဖွေပေးကြတယ်အကုသိုလ်လားကုသိုလ်လားဆိုတာတဲ့ကိုမိသားစုဝမ်းဝါရေးကိုဦးစားပြီးစူးစမ်းပန်းစားလုပ်ခဲ့ကြတယ်ကုသိုလ်တွေအကုသိုလ်တွေခဏထားငါကလေးတွေထမင်းဝအောင်ငါကလေးတွေလူလုံးဖြစ်အောင်ငါတို့ဒီဘဝတော့ရုံးလိုက်မယ်ကွာဆိုတော့အခြေအနေမျိုးနဲ့သူစူးစမ်းပန်းစားလုပ်ခဲ့တယ်အဲ့တော့ကလေးတွေကတော့မတိကြဘူးသူ့ဖေရှာလာတဲ့ပတ်စံစားရှာလာတဲ့ဆန်လေးထမင်းလေးချက်ပြုတ်စားတော့ပျော်ရွှင်တဲ့ဖေးနေတယ်ဖေးကတော့ပျော်ရွှင်နေတယ်ဖေးကတော့ဒီကလေးတွေပျော်ရွှင်နေသူကျင်းနေမိသားစုဖူလုံးနဲ့မိသားစုမျက်နှာအပြုံးလေးတွေမြင်ရသူကျင်းနေပြီဆိုတဲ့နေရာဖေးကနေတယ်ဘယ်တော့မှလူမိုက်ကြီးလို့နေတာဗျာဖေးတယောက်ကဒီလိုနေပြီးတော့ရှာဖွေကျိုးမွေးတာပေါ့ရှက်ရကောင်းမှလည်းမသိဘူးကြောက်ရကောင်းမှလည်းမသိဘူးသူတို့ကကုသိုလ်အကုသိုလ်လည်းသူတို့မသိဘူးသူ့သားသမီးဝမ်းဝါရေးသူ့မိသားစုဝမ်းဝါရေးသူ့မိန်းမသူ့သားသမီးဝမ်းဝါရေးလို့လောက်ကြလို့ရှိတယ်အဲ့ဒါကိုလောက်ကြကန်ကြတော့အဲ့ဒါကိုပြောအဲ့တော့အကုသိုလ်ခံရည်ဆိုတော့ခံတော့ဒုဖေးဆိုစကားလုံးခံကြတာဖေးကခံကြရတယ်ခံလိုက်ရတယ်ပေါ့ဆိုတော့ဒါမျိုးပေါ့နော်ဆိုတော့အခုမြင်းကြံမိန်လာကန်ထဲမှာဖြစ်သွားတဲ့ဖြစ်စဉ်ဆိုလေဒါကျွန်တော်မျိုးလုံးထဲမှာမြင်လိုက်တာအကယ်၍ဒီနှစ်ယောက်ကသာဖခင်နေတာဆိုရင်ကလင်းရဲ့အဖေနေတာဆိုရင်ဆိုတော့ကိုချင်းစာတရားလေးမျိုးလုံးထဲမှာတွေးပြီးဝင်လာမိလို့ကျွန်တော်ဒါလေးကိုထည့်ပြောတာပါအဲ့တော့ဆက်ဆက်လာမဆက်ဆက်လာခင်ဗျားတို့ကြိုက်တာတွေးပါเนาะကျွန်တော်တို့ပြီးရင်တော့ပြောရတာပေါ့နော်မြင်းကြံမြို့အမှတ်4ရက်ကွက်ပေါ့နော်နယ်မြေနှစ်မှာပေါ့နော်မြင်းကြံမြို့အမှတ်4ရက်ကွက်နယ်မြေနှစ်မှာမိန်လာဆယ်တဲ့အလုပ်ကိုလှုပ်စားတဲ့လူငယ်2ယောက်လူ2ယောက်ပေါ့နော်လူငယ်မို့လူလာပိုင်း2ယောက်ပေါ့နော်မြင်းကြံမြို့ဒီအမှတ်4ရက်ကွက်နယ်မြေနှစ်မှာဒီနေ့22ရက်နေ့မေလ22ရက်နေ့မနက်7:00နာရီလောက်မှာပဲသူအဲ့ဒီရက်ကွက်ထဲမှာမိန်လာပေါ့မပြောဘူးဗျာမစင်နေပေါ့မိန်လာတွေဆဲပြီးတော့သူအဲ့တော့ပြန်မပြတ်တဲ့အလုပ်ကိုလောက်ကင်ရှာဖွေစားတော့ရတဲ့လူလာပိုင်း2ယောက်လူလာပိုင်းဆိုအသက်40အရွယ်ပုံကိုယ်တွေပေါ့40 41အရွယ်ပုံကိုယ်တွေပေါ့40အရွယ်ပုံကိုယ်တွေအဲရှာဖွေစား2ယောက်ကအဲ့ဒီနေ့မနေ့မှာအဲ့ရက်ကွက်ထဲမိန်လာပိုက်ထဲမှာမိန်လာကန်ထဲမှာသူဆင်းပြီးတော့မိန်လာ10နဲ့အပေါ်ပြန်မတက်လာရင်လို့အိမ်ပိုင်ရှင်ကစိတ်ပူလို့
ဆက်လိုက်တဲ့အချိန်မှာသွားကြည့်တဲ့အချိန်မှာတော့မိသက်တပ်ဖွဲ့ရေးဖို့ကဲသိမ်းဖွဲ့သွားဆက်တဲ့အခါမှာရောက်ချလာတော့ဟိုနှစ်ယောက်ကမင်္ဂလာဝါထဲမှာတည်နေပြီနှစ်ယောက်ကတည်နေဘာလို့ဆိုအောက်ဆီဂျင်ပြတ်ပြီးတည်တာအောက်ဆီဂျင်ပြတ်ပြီးအသက်40အရွယ်မျိုးသား2ဦးဖြစ်တယ်မြင်းချံမြို့မှာနေထိုင်တဲ့အမှတ်4ရုပ်ကမှနေထိုင်တဲ့သူတွေဖြစ်တယ်အသက်40အရွယ်မျိုးသား2ဦးအဲ့တော့ကိုယ်လုံးဆုံးမသွားရှာတယ်ပေါ့ဗျာနော်ပြောတော့မစင်တွင်းတဲ့ကိုဆင်းရင်မစင်တွင်းကဟိုငကိုတွေက acid မျိုးစုံရှိတယ်အဆိပ်ဟိုအငွေ့မျိုးစုံပေါ့ဒီကောင်မစင်တွင်းကထွက်တဲ့ဟိုဟာတွေကအနံ့ကလူရဲ့ဟိုအဆုပ်နှလုံးတွေကိုထိခိုက်စေတယ်ဟိုအရန်အဲ့ထက်မှသွားနေရတော့ထိခိုက်နေတော့ပေါ့ဗျာဆိုတော့ဟိုဆုံးကုန်တာပေါ့နော်အောက်ဆီဂျင်ပြတ်ပြီးဆုံးတာပေါ့မစင်တွင်းနဲ့ဆင်းတော့ဆိုတော့မေလာကန်နဲ့ဟိုအရင်တော့ပိုက်နဲ့သူတို့စုပ်မှာပေါ့ဆက်နဲ့ဒီစုပ်ထက်ပါဟိုဆက်ထဲကားဟိုကားတို့မေလာတဲတဲ့ကားတို့စုပ်ထက်မယ်ပြီးရင်တော့အထက်ကိုသူတို့ဆင်းတယ်ဆင်းပြီးတော့တန်ရှင်းထပ်လုံမှာပေါ့လုံးလုံးမှာပေါ့တခုလုံရင်းနဲ့အဲ့လိုဆုံးပါသွားရှာတယ်တကယ်တော့ဗျာမေလာဆဲတဲ့အလုပ်ကိုဘယ်သူကလုပ်ချင်မှာလဲခမရလုပ်ချင်မှာလားကျွန်တော်လည်းမလုပ်ချင်ဘူးဒါပေမဲ့လူဟာကိုယ့်ဘဝဝမ်းကြီးအတွက်ကိုကြရဇက်ယုံမှာအကောင်းဆုံးတာဝန်ချေမှုကြရတယ်ခုနကျွန်တော်ပြောတဲ့လေတယူကြွတ်ထိုးတဲ့ဒုအဖေလို့ပေါ့ဗျာကြွတ်ထိုးတဲ့ဒုအဖေကလေတယူမှာဘယ်သူကကြွတ်ထိုးချင်မှာလဲဗျာကိုသားသမီးဝမ်းရော်ရေးသူ့ဟာသူဆိုရင်တော့သူနေမှာပေါ့ဒါပေမဲ့ကိုမိသားစုဝမ်းဝါရေးအတွက်ကြွတ်ထိုးတဲ့အလုပ်ကိုလည်းမတက်တာလည်းဆိုသူတက်ဆွမ်းတဲ့အလုပ်ကလေးသူလုပ်ပြီးတော့ရှာဖွေကျူးမွေးတာသူတက်တာလေးသူရှာဖွေကျူးမွေးတာဟိုတလောကလည်းဟိုမြို့ထဲလမ်းတွေမှာရက်ွက်တွေမှာဟိုမြောက်ဝတ်စုံတွေလိုက်ကြတဲ့ညီကိုတယောက်ပေါ့နော်ကျွန်တော်တို့တိတ်မကွာတော့ပေါ့ကျွန်တော်တို့တိတ်မကွာတတ်လို့ညီကိုတယောက်သူဆိုရင်သူကြိုးစားမှသာကရတယ်ဒါပေမဲ့သူမိသားစုနဲ့ကွဲနေရတယ်သူသမီးလေးသူလွှတ်ဆွတ်ကြောင်းလေးသူပြောတယ်ဒါမျိုးတွေပေါ့ဒါဟိုဘာခေါ်လို့ဆိုမိဘမြစ်တာဖခင်တယောက်ကမြစ်တာဖေးတွေမှာလည်းနှလုံးသားရှိတယ်အသေးနှလုံးရှိတယ်ပေါ့ဗျာပြောရရင်တော့အသေးနှလုံးရှိတယ်အဲ့တော့ဒီခုနနှစ်ယောက်ကသူဖခင်တွေလားမိဘတွေလားဆိုတော့ကျွန်တော်ထင်နေပြလူလူတွေတော့မဖြစ်နိုင်တော့ဘူးအသက်40ရွယ်ဆိုတာတော့40ရွယ်ဆိုတော့လူတွေဖြစ်နိုင်တော့အိမ်အောင်ကြပြီးသားကြီးလည်းဖြစ်နိုင်တယ်မိသားစုဝေးရတွေလောက်ရတာလည်းဖြစ်နိုင်တယ်မိဘကိုရှာကျွန်းနေသူတွေဖြစ်နိုင်တယ်ဒါသူတို့ဒီမိန်လာဆဲအလုပ်ကိုလုပ်ပြီးတော့တမိုးရန်ကြောင့်ပြူကြရရှာတယ်အဲ့လိုလုပ်ရင်းနဲ့ဒီမိန်လာဆဲအလုပ်ကနေပဲကိုအသက်ကိုတည်စေတယ်ဝမ်းရေးအတွက်မိန်လာဆဲတဲ့အလုပ်ကိုလုပ်တယ်ဒါပေမဲ့အဲ့ဒီဝမ်းရေးအတွက်လုပ်ရင်းနဲ့ပဲကိုအသက်ကိုဆုံးရှုံးစေတာဖြစ်သွားရှာတယ်ဆိုတော့တခါကြရင်တော့ဟိုစိတ်မကောင်းစရာပေါ့ဗျာစိတ်မကောင်းစရာပေါ့အဲ့တော့ဒီမိန်လာဆဲအလုပ်ကိုသူတို့ခင်ဗျာလဲဟိုလှုပ်ချင်ရှာပါတော့မဟုတ်ပါဘူးသူတို့လည်းတောင်းဒီကြက်ကြောကို neck tie တက်ပြီးတော့ကုမ္ပဏီဝန်ထမ်းကုမ္ပဏီရဲ့ CEO နေရာမှာထိုင်ပြီးသူတို့နေချင်းရှာမှာပေါ့ဗျာဒါပေမဲ့လည်းဘဝတွေတူမှမတူကြတာနော်ဟိုဘယင်းဖြစ်ဖို့မွေးဖွားလာတဲ့လူကဘယင်းသားဖြစ်နေပဲသူကဘယင်းမိဖုရားရဲ့ပိုက်မှာတတိတင်မှာပဲတာမန်လူရဲ့မိသားစုမှာမွေးဖွားရလို့တာမန်လူဖြစ်မှာပဲသူအခြေအနေဘဝပေးအခြေအနေတွေနဲ့ပဲတွားကြရတာဖြစ်တဲ့အတွက်စိတ်မကောင်းစရာပါပဲအဲ့တော့ဒီကိုလုံးဆုံးမသွားတဲ့လူနှစ်ယောက်အောက်စီဘက်ကိုဆုံးမသွားတဲ့လူနှစ်ယောက်ဘဝအတွက်တော့စိတ်မကောင်းစရာဖြစ်ပါတယ်တကယ်လို့မိသားစုတွေကြံနေခဲ့မယ်ဆိုရင်သူတို့မိသားစုတွေဘယ်လောက်တောင်ရင်ကွဲနာကြမလဲပေါ့နော်ဒါကြောင့်ကျွန်တော်အလုပ်တိုင်းကိုတန်ဖိုးထားဖို့ဘယ်အလုပ်ကိုမဆိုကျွန်တော်တို့မြည်သူဖြစ်ကျွန်တော်တို့တဲ့တစ်ဆင့်နှိမ့်ကြတယ်နှစ်ဆင့်နှိမ့်ကြတယ်အဆင့်မောင်းသာနှိမ့်ကြတဲ့အလုပ်တွေဖြစ်လေလင်ကစားသူ့နောက်ကျောမှာသူ့နောက်ွယ်မှာသူဒီလိုမျိုးပင်မခံလုပ်နေမယ်သူ့နောက်ွယ်မှာသူ့ရဲ့ကောင်းကြီးဖြစ်နေမျှော်နေတဲ့မိသားစုတွေရှိမယ်ဆိုတာကိုတော့သိကြဖို့လိုတယ်ပေါ့လူတိုင်းမှာသိကြဖို့လိုတယ်အဲ့တော့ပြီးတော့ဒီနေရာမှာဒီဟိုပြောရရင်ဒီနေရာမှာကျွန်တော်တို့အားလုံးကလူတိုင်းကိုတန်ဖိုးထားတတ်ဖို့လူရဲ့တန်ဖိုးသိဖို့သူလုပ်တဲ့အလုပ်ပေါ် professional ဆိုတော့သူ့ရဲ့တန်ဖိုးသိဖို့လူရဲ့တန်ဖိုးသိဖို့သူလုပ်နေတဲ့အလုပ်ရဲ့ဝမ်းယူသူနားလည်ပေးကြဖို့ပြီးတော့ဒီမိန်လာကန်နေမစင်ဟိုဖြစ်တဲ့ကိစ္စတွေမှာကျမ်းမာရေးနဲ့ညီညွတ်တဲ့စနစ်တကျဟိုလှုပ်ဆောင်ဖို့နိုင်ငံတကာမှာလှုပ်တဲ့ပုံစံတခြားနိုင်ငံတွေမှာဒီဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလှုပ်တဲ့ပုံစံနဲ့မြန်မာပြည်မှာလှုပ်တဲ့ပုံစံကွာခြားချက်တွေအများကြီးပါမြန်မာပြည်မှာကျတော့ဟိုအဆင်ပြေသလိုကြုံသလိုချထိတ်တာပဲဖြစ်သွားတော့လဲကံပေါ့ဒီလိုမျိုးပြောကြတယ်ဖြစ်သွားတော့လဲကံပေါ့ကံတော့ကံပေါ့ဗျာကံလို့ပဲပြောကြရင်မဲ့အတိတ်ကံကြောင့်ဆုံးမရတယ်အသက်ကံကြောင့်ဆုံးမရတယ်ဆိုပေမဲ့မကြောက်ရမနာတာမကြောက်ကောင်းမကြောက်ကြောမကောင်းကြားမကောင်းတွေဖြစ်တဲ့အခါစိတ်မကောင်းတွေဖြစ်ရတယ်ဒါကြောင့်ကျွန်တော်တို့ဒီကိုလုံးဆုံးမသွားတဲ့သူနှစ်ယောက်ကိုလည်းကိုချင်းစာပါတယ်စိတ်လည်းမကောင်းဖြစ်ရပါတယ်ဟိုသူတို့ဒါဖေးတွေဖြစ်တယ်ဆိုရင်ကျွန်တော်လည်းဖေးတယောက်ဖြစ်တော့ကိုချင်းစာမိတယ်စိတ်ထဲမကောင်းဖြစ်မိတယ်အဲ့တော့ကျွန်တော်တို့ဒီကိုယ့်ထက်ဟိုအတန်းပညာပဲနှိမ့်ပညာသဘောပဲနှိမ့်အလောက်ကိုင်းပဲနှိမ့်အတွေးခေါ်ပဲနှိမ့်မစော်ကားဘူးလေးစားတမိုးထားကြဘူးလူချင်းတမိုးထားလေးစားတဲ့စိတ်လေးရှိကြဘူးပြီးတော့သူတို့ကလည်းသူတို့ရဲ့မိသားစုတွေသူရဲ့ကောင်းကြီးတွေပဲဆိုတော့ကျွန်တော်တို့လေးစားပေးတတ်ဖို့ပေါ့နော်လေးစားမှုပေးတတ်ဖို့ဒါလေးအရေးကြီးပါတယ်အဲ့ဒါလေးတော့အရေးကြီးပါတယ်ပြီးတော့ကျွန်တော်လည်းလို့ထည့်ပြောအောင်မယ်ကျွန်တော်အားလုံးအမေများနေမျိုးနေပြောတယ်ကဲကျွန်တော်ရုပ်သာနားထောင်နေကြတဲ့သူတွေမှာကြားမဖိုမအစုံလေးရှိပါတယ်ကြားမအစုံလေးရှိတယ်အသက်ကြီးသူအသက်ငယ်သူရှိတယ်အားလုံးကဖေးလေးရှိကြတယ်မေးလေးရှိကြတယ်ဖေးလေးရှိကြတယ်ဘယ်လူတူတယောက်မှဖေးမေးမရှိပဲမွေးလာလူတယောက်မရှိဘူးအဲ့တော့ဖေးမေးရှိကြတယ်တက်ရှိချင်းရှိတာရှိတယ်ကိုလုံးသွားတာရှိတယ်ကို့ဖေကိုချစ်ချောင်းပြောပြီးသွားပြီလားအဖေကိုလည်းချစ်ချောင်းပြောပြီးကြပြီလားပေါ့နော်အဖေရဲ့မျက်နှာခံမှုတွေကိုကိုချင်းစာချောင်းစာနာမိချောင်းပြောမိပြီလားမပြောရသေးတစ်ခါတော့ပြောပြလိုက်ကြပါဦးဗျာအဖေလည်းနှလုံးသားရှိပါတယ်နော်အမေလည်းဟုတ်ပါအဖေလည်းနှလုံးသားရှိပါတယ်ဆိုတော့ဒါလေးလည်းကျွန်တော်ဂျုံရယူထည့်ပြောတာပါပြောမရဘူးဒါကျွန်တော်ထင်တယ်ဒီညောင်ဟာအိမ်တော်တွေဖြစ်နိုင်ကြတယ်များပါတယ်ဒါစိတ်မကောင်းစရာလေးဖြစ်နေကျွန်တော်ထည့်ပြောတာဖြစ်ပါတယ်ဒါလေးတစ်ခုပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီအဖေတွေကလည်းခုနဟိုဟာတွေလိုပါပဲ
နွားတွေပါပဲနွားတွေဆဲရမဟုတ်နွားတွေလိုပါပဲယုံကြကန်ကြရပါတယ်ယုံကြကန်ကြရပါတယ်ဘဝအတွက်ယုံတယ်မိသားစုအတွက်ယုံတယ်တကယ်လဲဟိအိတ်တိန်အတွက်တော့သူရဲ့ကောင်းကြီးလို့ဆိုရင်ခြားတော့မှာတကယ်တော့နွားကြီးလိုပဲယုံကြရရှာပါတယ်အဲ့တော့ခုပြောမှလဲနွားအကောင်49ကောင်ကိုယ်လုံးဆုံးမသွားတဲ့စီဆိုင်ဖြစ်ရပါရှမ်းပြည်တောင်ပိုင်းပိုးကိုယ်ပိုင်အောင်ချုပ်ခွင့်ရဒေသစီဆိုင်ပေါ့ဗျာအဲလွယ်ပွတ်ကြီးပါအုပ်စုကောင်ဝါတောင်ကြီးပါအဲ့ရွာမှာအဲ့ရွာက2မိုင်လောက်အကွာမှာရှိတဲ့တောင်ညာထဲမှာမနေ့ကညနေပိုင်းလောက်မှာအုံနဲ့ဂျင်းနဲ့မိုးချိုးပစ်တဲ့တန်ကြားလိုက်တယ်ပြီးပြီးတော့နွား49ကောင်ကအကုန်တုံးလုံးပလက်တီးကုန်တယ်တုံးလုံးပလက်တီးကုန်တယ်တဲ့နော်အဲ့မှာအဲ့တောင်ညာထဲမှာနွားအကောင်ယာနဲ့ချီပြီးတော့လှုပ်ပြီးကြောင်းထားတယ်ယာနဲ့ချီလွတ်ကြောင်းထားတဲ့အထက်မှာမိုးချိုးပစ်ထိတ်တယ်အုံသူဂျင်းဆိုအတန်ကြားရချင်းမှာအဲ့မိုးချိုးဆက်ကွင်းမလွတ်ဘူးတင်တယ်တဲ့အဲ့နွား49ကောင်ကတော့ဆုံးသွားတယ်တဲ့အဲ့နွား49ကောင်အပါအဲ့စုစုပေါင်းလွတ်ကြောင်းထားတဲ့နွားအကောင်200နီးပါးလောက်တော့ရှိမယ်လို့ပြောတယ်အဲ့ဟာရွာသား18ဦးဝိုင်းပိုင်တာတဲ့အဲ့တော့18ဦးလောက်ပိုင်တဲ့ရွာသား18ဦးလောက်ပိုင်တဲ့နွားတွေပေါ့အဲ့တော့ဘယ်သူနွားတွေဘယ်လောက်ပါသွားတော့မသိဘူးအဲ့နွားအကောင်90နီးပါးကြွားတော့တည်သွားတယ်ပေါ့နော်မိုးချိုးပြတဲ့တည်သွားတော့နွားကောင်ကြီးဟိုတဲ့ဆုံးရှုံးမှုကတော့3900လောက်ရှိတယ်တဲ့အဲ့နွားတကောင်ကြီးစီရဲ့တန်ကြီးက15သိန်းလောက်10သိန်း15သိန်းတန်တော့အဲ့တော့3900လောက်ရှိတယ်တဲ့တန်ကြီးကအဲ့လောက်ရှိတယ်အဲ့တော့ပြောရရင်တော့ဗျာဟိုပိုင်ရှင်တွေတော့ရင်ကွဲတဲ့နွားတွေခင်ဗျာလဲသူခင်ဗျာဘာမသိညာမသိနဲ့တဘာဝဘီးတန်နဲ့ဆုံးမသွားရှာတယ်ဆိုတော့ဒါကြရင်လေနွားတွေကသူတို့သိတာပါလဲဆိုရုံးမဲ့ကံမဲ့ကြိုးစားမဲ့ဒါပါပဲချိန်တန်းတော့လေဟိုဒီလိုပဲပုံစံမျိုးစုံနဲ့တည်ကြရရှာပါတယ်အခုဒါမိုးချိုးပြစ်လို့တည်သွားတယ်ဆိုတော့ဒီနွားအကောင်ကြီးပေါင်းများတော့စီမံကောင်းဖြစ်တယ်ဒါတော့ကျွန်တော်တော့ပို့လိုက်ပြောတော့ကျွန်တော်တော့ဟိုအမဲသားနွားကိုအမဲသားကိုကျွန်တော်မစားတာကြာပြီလုံးဝမစားတာကြာပြီဘာလို့ဆိုတော့ကျွန်တော်ကိုချင်းစားတယ်စနာလို့ဘာလို့ကျွန်တော်တို့နိုင်ငံမှာနွားဆိုတဲ့တရဝါကပို့လိုက်ပြောရင်တော့ဟိုလေယာစိုက်ပျိုးရေးခန္ဓာအတွက်အရေးပါတဲ့တရဝါတွေဖြစ်ခဲ့တယ်ဟိုကျွန်တော်တို့ကျေးဇူးရှင်တွေဆိုပြီးတော့ပြောကြတယ်တောင်သူကြီးများကျေးဇူးရှင်များပြောတယ်တခါနွားတွေကိုဆိုလေတကယ်ကိုကျေးဇူးရှင်တွေပါလို့ပြောကြတယ်တကယ်လဲနွားတွေကလူတွေအတွက်စားဝတ်နေရေးအတွက်အများကြီးရုံးပေးခဲ့တယ်လို့ပါတယ်ဒါကြောင့်မလို့ကျွန်တော်နောက်ပိုင်းမှာဟိုးငင်မသိစင်တော့စေကျော်တဲ့အရွယ်လေးတော့ကျွန်တော်စားမိတယ်ရှိနောက်မစားတော့ကျွန်တော်နည်းနည်းတိတတ်တဲ့ရွယ်9တန်းကျောင်းသားဘွားလောက်စားပြီးလုံးဝကျွန်တော်နွားဆိုအမဲသားလုံးဝမထီတော့အဲ့လိုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဟိုကိုချင်းစာတရားရတော့ဟောရပေါ့နော်ဖြစ်နိုင်ရင်တော့အသားတွေမစားဘဲနေချင်တာပေါ့ဗျာဒါပေမဲ့သို့တော်လည်းအာဟာရအရတော့စားတယ်ဒါပေမဲ့နွားတော့ကျွန်တော်ရှောင်လိုက်တယ်နွားတော့စိတ်တို့ပါလို့ဆိုရင်တက်နေတဲ့တော့ရှောင်ပါတယ်တိုးတို့တက်နေတဲ့တော့ရှောင်ပါတယ်ကျွန်တော်ရှောင်တဲ့အကောင်မှတော့ရှောင်ပြစ်ပါတယ်ဆိုတော့ဒီနွားတွေ49အောင်ဆုံးသွားတဲ့ခါကျတော့လက်ကြီးကရွာသားတွေကြီးရတာခုတ်ထစ်စားတော့ကြအောင်မလားမသိဘူးတချို့တွေလည်းအဲ့လိုမျိုးတွေပေါ့နော်ပြောမရဘူးဒီຢာတွေက49အောင်ဒါပေမဲ့မိုးချိုးပြစ်ခံထားရတဲ့ခါကျတော့တော်တော်လူကစားရမှာတော့မဟုတ်ဘူးပြဿနာရှိအဲ့တော့ကောင်းကောင်းမြုပ်ပေးကြလိမ့်မယ်ယူဆပါတယ်နော်အဲ့တော့ဒါလည်းဒါဖြစ်အောင်ဖြစ်ခဲ့ထူးခြားဖြစ်ရပေါ့အစုလိုက်ပြောလိုက်သေးဆုံးရတဲ့ဖြစ်ရကြီးဆိုတော့ထူးခြားလို့ကျွန်တော်ဒီနေ့ထည့်ပြောတာပါနော်နောက်တစ်ခုကကျွန်တော်တို့ဘာကျွန်တော်တို့ပြောရမလဲဆိုတော့ထိုင်းမြန်မာကိစ္စလေးကျွန်တော်ဒီနေ့နည်းနည်းထည့်ပြောအောင်နော်ထိုင်းမြန်မာကိစ္စကအချားမဟုတ်ပါဘူးဒီထိုင်းမြန်မာနယ်စပ်မဲဟောင်ဆောင်ပေါ့နော်မဲဟောင်ဆောင်ဆိုတာကကျွန်တော်တို့ဒီဘက်ကနေကြည့်မယ်ဆိုတော့ကရားပြည်နဲ့ပုံနီးတယ်ပေါ့နော်ကရားပြည်နဲ့ပုံနီးဆက်ပို့ပြီးတော့ကရားပြည်နဲ့ပုံပြီးကတ်တယ်နီးကတ်တယ်ဆိုတော့မဲဟောင်ဆောင်ခရိုင်အဲ့ဘက်ချမ်းကနေပြီးတော့မြန်မာဘက်ချမ်းကရားပြည်တွေကိုပေါ့ဗျာကရားပြည်တွေကိုရှမ်းဘယ်လိုတောင်ပိုင်းလို့ခေါ်မလားပေါ့ရှမ်းတောင်ပိုင်းခေါ်မလားအဲ့လိုရှစ်တောင်ပိုင်းလို့ခေါ်မလားရှမ်းအဲ့ရှမ်းအဆက်တွေပေါ့နော်ရှမ်းနဲ့ကရားအဆက်တောင်သားတွေပေါ့အဲ့မဲအောင်ဆောင်ဆိုတာအချင်းမိုင်ဟိုအပေါ်ဘက်နေတက်တယ်ပေါ့ဆိုတော့အဲ့ဒီနားတဝိုက်ကနေမြန်မာပြည်ကိုဒီကုန်ပစ္စည်းပို့ဆောင်တည်ဆောင်ခြင်းလုပ်ငန်းစဉ်တွေကိုထိုင်းဘက်ကတစ်ဖက်သက်ပိတ်ပင်လိုက်တယ်လို့သိရတယ်အဲ့ဒါဘယ်နေ့ကစလဲဆိုတော့မနေ့ကစရဆိုင်နေဆိုပြီးတော့ထိုင်းအစိုးရကြီးညာတယ်မနေ့ကစပြီးရဆိုင်နေဆိုပြီးတော့ကြီးညာတယ်ဒီတောက်ကြနေ့ကမနေ့ကကြီးညာတယ်ဒီနေ့တောက်ကြနေ့စပိတ်မှာလုံးဝပိတ်တယ်ဒီနေ့တောက်ကြနေ့စပိတ်တယ်တဲ့မယောင်ဆောင်ခရိုင်ကျွန်တော်တို့ဘက်ကိုဖြတ်ထားတော့မယောင်ဆောင်ခရိုင်ဟွေဖာစုမြို့နယ်ဘန်ဟွေဖူအင်ဂျီဝါအဲ့ဂျီဝါနေပြီးတော့စပြီးတော့သူကဟိုတခြားဒီဘက်ကြောလုံးပေါ့မြန်မာဘက်ချောင်းလုံးဝဖြတ်ခွင့်မပေးဘူးပေါ့ဗျာဆိုတော့အဲ့တော့ကားတွေနဲ့တဲလာဖြတ်ပြီးတော့ဟိုချောင်းလေးမြစ်ကလေးကိုဖြတ်တောလေးကိုဖြတ်ပြီးဒီဘက်ဝင်အဲ့မျိုးတွေအကုန်ပိတ်တယ်ပေါ့ဗျာအဲ့မှာတော့တရားဝင်နေဇက်ဂိတ်တော့မရှိဘူးမယောင်ဆောင်နဲ့မြန်မာဘက်ချမ်းကြားမှာတရားဝင်နေဇက်ဂိတ်မရှိဘူးအပေါ်မှာချင်းမှန်ရှိတယ်အောက်မှာဟိုမြောက်ရီမဲဆောက်ရှိတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အလေကောင်ကျန်တဲ့နေရာတွေအကုန်လုံးတရားဝင်နေဇက်ဂိတ်ဖြစ်နေဖွင့်ထားတာမရှိဘူးမောင်ခိုသဘောမျိုးနားလည်မှုသဘောမျိုးနဲ့ဖြတ်ကြတာပဲရှိတယ်ပေါ့နော်ဖြတ်ကြတာရှိအဲ့တော့အဲ့ဒီမှာအခုအဲ့ဒီနေရာအကုန်လုံးတော့ပိတ်ပလိုက်ပြီးတော့ထိုင်းရဲ့ချင်ကြတော့ထိုင်းဘက်ချမ်းကကုံတယ်တွေနေဇက်ကုံတယ်လေးတွေကထပြီးတော့ထိုင်းအစိုးရအာဏာပိုင်တွေထဆန္ဒပြတာတွေကန့်ကွက်တာတွေဆန့်ကျင်မှုကန့်ကွက်တာတွေမကျင်တဲ့ကြောင်းပြောတာတွေဖြစ်ပေါ်လာတယ်လို့သိရတယ်ဒါတရားဝင်တနာခံစာတွေလည်းအုပ်ချုပ်ဒေသအုပ်ချုပ်အာဏာပိုင်စီကိုခရောက်ခဲအုပ်ချုပ်မှုတွေဆိုတော့တင်စာတင်တယ်လို့သိရတယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိသူတွေကအဲ့ဒါကိုဘာလုပ်လဲဆိုတော့အခုဒီသူတို့ကပိတ်လိုက်ပြီမဲ့တစ်ဖက်ကလည်းအဖွဲ့ကပိတ်ပင်တဲ့ခံရတဲ့အတွက်သူတို့ကလည်းမကျင်တဲ့လို့စာတွေတင်ကြတနာခံစာတင်ကြမကျင်တဲ့ပြောတဲ့အခါမှာသက်ဆိုင်ရာထိုင်းအာဏာပိုင်တွေကမဲဆောင်ခဲအုပ်ချုပ်မှုပါဝင်အာဏာပိုင်အဖွဲ့အစည်းတွေက
မေလ25ရက်ကြာလို့ရှိရင်25ရက်ကြာရင်အဲ့ယာယီနေဆက်ဂိတ်ဘန်ဝေဖူးရင်လို့ခေါ်တယ်အဲ့ယာယီနေဆက်ဂိတ်နားတစ်ဝိုက်ကိုသူကိုယ်တိုင်သွားစစ်မယ်လို့ထိုင်းမီဒီယာတွေကကြီးညာတယ်ဒီအုပ်ချုပ်ရေးမဲဆောင်ခဲအုပ်ချုပ်မှုသွားစစ်မယ်သူထိုင်းမီဒီယာတွေထားကြီးညာတယ်ကြီးညာပြီးတော့စစ်ဆေးပြီးရင်ကုန်တယ်နဲ့တခြားစကားပြောပြီးရင်လိုအပ်ရင်ဖွင့်ပေးမယ်လိုအပ်ရင်ဖွင့်ပေးဘူးပေါ့ဗျာနော်ဖြစ်နိုင်ရင်တော့သူကတော့လိုအပ်လို့ပိတ်တယ်ပေါ့ပြီးတော့မေလ29မှာလည်းဒီခရိုင်အာဏာပိုင်တွေကနေပြီးတော့ဒီပူးတွဲကော်မတီအစည်းအဝေးကိုနေကြားကော်မတီပူးတွဲအစည်းအဝေးကိုကျင်းပဖို့လည်းရှိတယ်လို့သိရတယ်အဲ့တော့မကြခင်မှာတော့ဒါထူးခြားမယ်ပေါ့သို့တော့ဒီနေ့ရပိုင်းတွေမှာပိတ်ခံထားတော့ဟိုထိုင်းပချန်អော်တယ်မြန်မာပချန်ကတော့ AC ပဲမြန်မာပချန်တော့ AC ပဲဘာလို့မြန်မာဟိုဘက်ကိုပို့ထားတယ်ဟိုဘက်ကပစ္စည်းကိုမြန်မာပြန်ဝယ်စားတာပုံများတဲ့ခါကျတော့ပတ်စံထိခိုက်နေတာဆုံးကျော်တော့ဟိုဘက်ကပိုထိခိုက်နေတာဆုံးကျော်တော့ဟိုဘက်ကអော်တာပေါ့ထိုင်းပချန်អော်တာပေါ့ဘာဖြစ်လို့ထိုင်းကအဲ့ဒါလိုပိတ်လိုက်တစ်ဖက်သက်ပိတ်လိုက်တယ်လို့မေးရင်တရားမဝင်ကုန်စီနောက်တစ်ခါမွေးစေဝါအပါဝင်ဒီပါခေါ်လဲကျွန်တော်တို့ဘက်ချမ်းကနေပြီးမွေးစေဝါနဲ့တရားမဝင်လုပ်ငန်းတွေဖြတ်ကျော်တည်ဆောင်သွားလာမှုတွေရှိနေတယ်ပေါ့ဒါကြောင့်မလို့သူတို့ကပိတ်တာပြောရရင်တော့ကျွန်တော်တို့ဘက်ကဗျာမတရားမဝင်တွေလုပ်တယ်ပေါ့ဗျာတရားမဝင်ဟာတွေကိုမှောင်ခိုကူးတာတွေမျိုးစုံပေါ့ဗျာလူကုန်ကူးတာတွေရောမွေးစေဝါကူးတာတွေရောဒါတွေကိုလို့လှုပ်လာတယ်ပေါ့ဗျာအမှဝါတောင်ပိုင်းဆိုလဲဝါမွေးစေဝါဖွဲ့ဂိုင်းမွေးစေဝါဂိုင်းစတာဆိုတော့ဝါကိုလေလူတိုင်းသိကြတယ်ထိုင်းနဲ့ပတ်သက်ထိုင်းကအဲ့လိုသတ်မှတ်ထားတာတခါဟိုအာဆီယံဥယျာဉ်စစ်လို့ဆိုလဲဒါမွေးစေဝါဂိုင်းစတာတွေလုပ်ခဲ့ကြတယ်ဒါတွေကသူတို့သိတယ်ပြီးတော့ဒီကောင်တွေကဒီမဲအောင်ဆောင်ဘက်ကိုဖောက်ဝင်လာတယ်ချင်းမိုင်တို့ဘာလို့ကြတိတ်သွားလို့မကောင်းချင်းမိုင်ကြလူသိများတော့ချင်းမိုင်တို့မဲဆိုင်တို့ကလူသိများတော့တိတ်သွားဖြစ်ဘူးဒီဘက်ချမ်းမဲအောင်ဆောင်တို့ဘက်ကျတော့နည်းနည်းလူပြောနေတော့ဒီဘက်ချမ်းတွေဖောက်ထွက်ကြရရှေ့မှာထင်းတယ်ဒါကြောင့်မို့ထိုင်းဘက်ချမ်းလည်းမနေနိုင်တော့ဘူးဒီတရားဝင်မောင်ဖူကူးတာတွေလူကုန်ကူးတာတွေမွေးစေဝါကိစ္စတွေတရားဝင်လုပ်ငန်းတွေပေါ့ဗျာဒီရာဇဝတ်ဆိုင်တဲ့ကိစ္စတွေရာဇဝတ်ဆိုင်ကိစ္စတွေလုပ်ကြတဲ့ခါကျတော့ထိုင်းအာဏာပိုင်တွေအဲ့ဒါကိုတားဆီးကာကွယ်ခြင်းနဲ့နေတဲ့နေဆက်ဂိတ်ကိုပိတ်တယ်ပေါ့နေဆက်ဂိတ်နေဆက်ယာယီဂိတ်တွေပေါ့ယာယီလို့ပြောမလားနားလည်မှုနဲ့ဖြတ်နေတဲ့ဟာတွေအကုန်လုံးပို့ခွင့်မပေးဘူးကွာဖြတ်ခွင့်မပေးဘူးကုန်ဖမ်းမယ်ဆိုလို့တော့ဒါဖြစ်ကုန်တာဆိုတော့မြန်မာဘက်ချမ်းမှာတော့ AC ပဲမြန်မာချမ်း AC ပဲမြန်မာချမ်းထိုင်းပိတ်ဖွင့်ကြိုက်တာလို့မြန်မာတော့ AC ပဲထိုင်းဘက်ချမ်းတော့အဲ့ဒါអော်နေကြတယ်အဲ့တော့တစ်ခုဖြစ်သွားမှာတော့အဲ့မဲအောင်ဆောင်နဲ့ကြရပြည်နယ်နေဆက်တဲ့ကနေဖြတ်ထွက်လာမဲ့ကုန်စီတွေကတော့ကြရပြည်နယ်တို့စီစဉ်မှုကတော့နည်းနည်းတော့တုံဆိုင်သွားမယ်သဘောရှိတယ်ဒီကာလတွေထွန်းမှာအဲ့လိုတော့သဘောရှိတယ်နေသွားမယ်သဘောတော့ရှိတယ်ဒါကထိုင်းမြန်မာနေဆက်မှာဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုနောက်တစ်ခုကထိုင်းကဒီရရွန်ဆိုတဲ့ခရိုင်ဘက်ဒေသဘက်မှာပြည်စာလုပ်ငန်းတွေကိုရရွန်ခရိုင်ဘက်မှာပေါ့နော်ထိုင်းနိုင်ငံအရှေ့ပိုင်းရရွန်ဆိုတဲ့ခရိုင်ဘက်နော်ရရွန်ခရိုင်ပလော့ဒန်ဒေသအဲ့ဒေသမှာဖွင့်လှစ်ထားတဲ့ဒီအနှိတ်ခမ်းခေါင်းစဉ်ယူထားတဲ့ပြည်စာလုပ်ငန်းတွေအဲ့ဒါတွေကိုထိုင်းကဝင်ပြီးတော့ဝယ်ရောက်စီးနှင်းဖမ်းဆီးရလုပ်တယ်တဲ့နော်ပုံမှန်လဲထိုင်းဖမ်းတာရှိပါတယ်တရားမဝင်နေဆက်ဖြတ်ကျော်တွေကိုလည်းဖမ်းတာရှိပါတယ်နေသက်ဖြတ်ကျော်ဝင်ရောက်လာတဲ့လူတွေလည်းဖမ်းတာရှိတယ်ဒါပေမဲ့ကျွန်တော်ကခုနကဒီမြန်မာတွေပြည်စာဖြစ်နေတာကိုကျွန်တော်စိတ်ထဲမကောင်းထည့်ပြောတာအဲ့တော့ထိုင်းဟာသူရရွန်ခရိုင်ရရွန်ခရိုင်ပလော့ဒန်ဆိုတဲ့ဒေသမှာဖွင့်ထားတဲ့ဒီကျမ်းမာရေးအနေခံနာမည်တော့ကူဂျူလင်းလို့ခေါ်တယ်ပါဠိဒီနာမည်ကူဂျူလင်းနဲ့အဲ့လိုခေါ်တယ်အဲ့နာမည်နဲ့အနေခံအဲ့ဒီအနေခံကိုဝင်ပြီးတော့စစ်တယ်ဘာလို့လဲအဲ့ဒီအနေခံထဲမှာအနှိတ်ခံမဆက်လို့ခေါင်းစဉ်တက်ပြီးတော့လိမ်မိုင်းဆိုင်ရာဝန်ဆောင်မှုတွေပေးတယ်လို့သတင်းကြားလို့ထိုင်းရဲတွေကတော့သတ်မှတ်ထားတဲ့ license မဟုတ်တဲ့ဟာကိုကြော်ပြီးလုပ်တာပေါ့ဗျာပြောချင်တာအနေကတော့အနှိပ်ပဲနှိပ်ဟိုဟာမနှိပ်နဲ့ဟိုဟာပဲနှိပ်ပေါ့ခန္ဓာကိုယ်ပဲနှိပ်ကျန်တာမနှိပ်နဲ့ပေါ့နော်အဲ့လိုမျိုးအဲ့ဒါမျိုးပေါ့ကျန်တာသွားနှိပ်လိုက်တော့ပြဿနာတက်ကုန်တာပေါ့နော်သူ့ရဲ့ license ကအဲ့တော့ကျန်တာသွားနှိပ်လိုက်တဲ့ပြဿနာကြောင့်သူကထိုင်းရဲတွေကမနေ့ကဝင်ပြီးတော့အသွင်ယူပြီးတော့ဖမ်းတာမဲထိုင်းရဲအသွင်မှယူလိုက်သေးတယ်ဒီကောင်တွေကအသွင်ပြီးတော့ဝင်ဖမ်းလိုက်တဲ့ခါနိုင်ငံခြားသားသူ့နိုင်ငံသားလည်းပါရနော်ဒါပေမဲ့နိုင်ငံခြားသား10ဦးဖမ်းဆီးရမိတယ်10ဦးထဲမှာ4ဦးကမြန်မာတဲ့ဆိုတော့သူကအဲ့တော့သူကဈေးတောင်ရေးထားသေးတယ်မိနစ်50ကို4500ဘတ်နဲ့လိန်ဝန်ဆောင်မှုပေးတယ်ကဲ4500ဘတ်တယ်မိနစ်50ကိုနော်အဲ့တော့ခန္ဓာကိုယ်နှိပ်နေတာပြီးသွားလို့ရှိရင်လိန်ဝန်ဆောင်မှုပေးတယ်ပေါ့ခန္ဓာကိုယ်နှိပ်ပြီးကျွန်တော်နှိပ်တဲ့ဟာ4500မိနစ်50ကိုတနာရီပါကိုဒါမိနစ်400ဘတ်4500ပေါ့ဗျအဲ့လိုသတ်မှတ်ပြီးတော့ဖြစ်တယ်ဆိုတော့အဲ့ဒါဝင်ပြီးဖမ်းရတာမှအဲ့ဖမ်းတဲ့ခါမှာအဲ့ဟိုဂဒင်တွေရောကွန်ဒုံတွေရောချောစီတွေရောဘိုင်းညာအုပ်စုချက်ကန်တွေ့တော့အထိုင်းရဲတွေကကုန်ဖမ်းပြီးတော့ဘာဖြစ်တယ်မြန်မာနိုင်ငံသား၄ဦးပါဝင်လာတယ်လို့သိရတယ်အဲ့တော့မြန်မာနိုင်ငံသား၄ဦးကလည်းဘာရှိလဲဆိုတော့ work permit မရှိဘူးအလုပ်လုပ်ခွင့် work permit မရှိဘူးပြည်စာလုပ်ငန်းနဲ့လုပ်တယ်ဆိုတော့တွားယူပေါ့ဗျအမှုကကြီးပြီပေါ့နော်နေထိုင်ခွင့်အထောက်ထားလည်းမခိုင်ပါဘူးမရှိဘူး work permit လည်းမရှိဘူးဆိုတော့ပြည်စာလုပ်ငန်းနဲ့လုပ်လိုက်သေးတယ်တတ်မှတ်ထားတယ်မလုပ်တယ်မဟုတ်တယ်အဲ့ဒါလုပ်တယ်ဆိုတော့အကုန်လုံးအခုတော့အဲ့မြန်မာ၄ယောက်ကတော့ဘောကပြက်ပြီဒါပေမဲ့အဲ့မြန်မာ၄ယောက်ကြည့်တော့လေပွင့်လည်းပြောရင်ကရားပြည်နယ်တွေကနေထွက်ပြေးပြီးတော့sorry ကရင်ကရားပြည်နယ်တွေကရင်ကရားဘက်ကနေထွက်ပြေးပြီးတော့ဟိုဘက်ကိုဟိုထိုင်းမှာသွားပြီးတော့ဟောဖြစ်နေတဲ့သူတွေပေါ့ဗျာထိုင်းမှာသွားပြီးတော့ဟို CDN လုပ်တယ်လို့နော်ဟို PDF လုပ်တယ် PDF လုပ်ရင်းနဲ့မှဟိုအဖက်ခံမှာဆိုလို့မထူတော့ဘူးတိုက်ပွဲမှာလည်းမတိုက်ချင်တော့လို့ဆိုပြီးတော့တချို့ main ကလေးထွက်သွားကြတယ်လူရှိတယ်နောက်တချို့ထိုင်းဘက်မှာလည်းတိတ်ခဲလုံးနေကြတယ်မြန်မာမလေးတွေအများကြီးပဲကျွန်တော်ကြားတယ်ပြဿနာပေါ့မြန်မာတွေအများကြီးပဲဒီ27နိုင်ငံခင်းချင်းမှာထိုင်းဘက်ကိုထွက်သွားတယ်ဟိုမရောက်ဒီမရောက်မြန်မာမလေးတွေရှိတယ်ဟိုမရောက်ဒီမရောက်ဆိုတာဘာကိုပြောရလဲဆိုတော့သူကအရန်ကြီးအောက်ခြေသိအလုပ်တွေစက်ရုံတွေဟိုဟာဒီမှာလုံနေလားဆိုတော့အဲ့အလူချိုင်းသူကမလုံနိုင်အဲ့တော့ဟုတ်ပြီအပေါ်မြင်နိုင်လုံနေဆိုအပေါ်လည်းမလုံနိုင်အပေါ်လည်းမရောက်အောက်လည်းမရောက်နဲ့သူ
သူကပတ်စံလည်းအနေငယ်သုံးတယ်တလောက်10 50 30 30သုံးကျင်တဲ့မိန်းကလေးလေးဖြစ်တယ်အဲ့ခါကျတော့သူဘာလုပ်ကြလဲဆိုတော့ဒိတ်ခဲတွေလုပ်ကြတယ်အခုလိုဟာမျိုးတွေဝင်လုပ်ကြတယ်အဲ့တော့ဘာလို့ဆိုနိုင်ငံရေးနဲ့ဟုတ်ပဲဖြစ်ရောက်သွားပြီးတော့အဲ့လိုပောက်ကရရှောက်လို့ကြတော့သူဇလန်းတွေရှုပ်ကုန်တော့အခုဘာဖြစ်ကုန်လဲဆိုတော့အခုအထောက်ထားခိုင်မာမရှိလွတ်ခွင့်မရှိတာတော့လုပ်တော့အကုန်ဒုက္ခရောက်သွားအဲ့တော့ပြောရရင်တော့စီဒီအမ်ဝန်ထမ်းချို့လည်းပါတယ်ပါကြတယ်ဆိုတော့စိတ်မကောင်းစရာပါပဲဟိုဒါတွေကမဖြစ်သင့်ဘူးပေါ့ဗျာမဖြစ်သင့်ဘူးပေါ့ဟိုတကယ်လို့ကိုယ်နိုင်ငံမှာကိုယ့်ကိုကောင်းအောင်ပြန်လာနေမယ်ဟိုပြန်ပြီးတော့ဟိုဘယ်လိုကောင်းလဲကိုရဲ့လောက်ရက်တွေလောက်ဆောင်ချက်တွေကိုပြန်ပြီးတော့ပြန်အပြည့်ဝင်ခံပြီးခံဝန်ထိုးပြီးပြန်ဝင်လာနေဒီလိုမျိုးသူများနိုင်ငံမှာအနှိမ်ခံဘဝနဲ့ဘယ်နေရမလဲဗျာကိုဒီနိုင်ငံမှာဟိုခုနကလူမျိုးဒီလိန်ဖြောပြပေးရတဲ့လူတွေဘဝပဲဖြစ်တော့မလဲပေါ့ဗျာမိဘတွေလည်းကြားရင်ကျိုးရမယ်ဒါဒီကလေးမလေးတွေရဲ့မိဘတွေကဒါကိုတော့ဆိုရင်တီကောင်းတီနေလိမ့်မယ်တီသွားတော့တယ်အဲ့ကြရင်မိဘတွေရင်ကျိုးပြီပေါ့ဗျာကိုသားသမီးလွတ်ထားရတာနိုင်ငံရေးယုံကြည်ချက်တို့ဘာယုံကြည်ချက်ညာယုံကြည်ချက်ရှောက်သွားပြီးလွတ်တာဟိုလေးရောက်ကောပောက်ကရရှောက်ဖြစ်ကုန်ရောအနေထိုင်နဲ့ဟိုပြည့်စရာလုံးဖြစ်ကုန်အဲ့တော့စိတ်မကောင်းစရာမိဘတွေစိတ်မကောင်းဖြစ်ရမှာပေါ့ဗျာတချို့ကြတော့လဲအိမ်အောင်ရှိတယ်တချို့ကလင်းနဲ့ကွဲနေတာတချို့စင်ကင်မာသားလောက်တာဒါအဲ့လိုမျိုးတွေအမျိုးတွေအများကြီးပဲဒီထိုင်းထဲမှာရောက်နေတယ်မဲဆောက်ချင်းမိုင်းအဲ့လိုနေချင်းမိုင်းမဲဆောက်ဘန်ကောက်မှာလည်းရှိတယ်ဘန်ကောက်မှာလည်းအများကြီးရှိလို့ကြားတယ်အဲ့တော့ကျွန်တော်တို့စိတ်တော်မကောင်းပါဘူးတချို့ဘန်ကောက်သွားတဲ့တချို့မိတ်ဆွေတွေဘန်ကောက်မှာရှိထိုင်းမှာရှိတဲ့မိတ်ဆွေတချို့တွေကျွန်တော်ပြောပြတဲ့အခါကျွန်တော်ဟိုဒါတွေစိတ်မကောင်းစရာပဲเนาะအဲ့တော့ဟိုကိုယ်နိုင်ငံပြန်လာပြီးကိုယ်နိုင်ငံသားတွေဆောက်ရှောက်မှုခံယူတာပုံမကောင်းဘူးလားပေါ့ဗျာဟိုတခြားနိုင်ငံလူတွေဆောက်ရှောက်တာထောင်ထဲရောက်သွားနိုင်တယ်ကိုယ်နိုင်ငံသားတွေဆောက်ရှောက်တာဘာပဲပြီးတော့ဟိုအစိုးဘက်ကိုမရောက်ဘူးပေါ့ဗျာဒါလေးကိုကျွန်တော်ဟောပြတာအဲ့တော့ဟိုကိုအဲ့ထိုင်းမှာရောက်နေတဲ့ညီငယ်ညီမငယ်တွေနေလေသတိထားဆင်ခြင်ကြဖို့လူယူပေါ့ဗျာဒါလေးကြုံကြိုက်လို့ထည့်ပြောတာသတိထားဆင်ခြင်ဟိုနေထိုင်ကြဖို့ပေါ့ဒါလေးပါเนาะအဲ့တော့နောက်တစ်ခုကတော့ခုနကဒီယုံကြည်ချက်ကြောင့်ဟို PDF လောက်ကြတယ်တက်ကြခိုက်တက်ကြဖြတ်ကြတယ်စသဖြင့်ဒါမျိုးလောက်ကြတဲ့သူတွေအခုအဲ့လိုလောက်ကြရင်လည်းဒီမဟုတ်တဲ့အလုပ်တွေပါလောက်လာကြတယ်ပြီးတော့လူတွေပေါ်မှာပေါ့ဗျာဟိုဗာလဲဆိုတော့မစာမနာလောက်တဲ့လောက်ရက်တွေလောက်လာကြတယ်ဥပမာချင်းပြည်နယ်မှာဆိုရင်တက်ကြီးရောလည်းနားမလဲဟိုဆရာဟိုဗာလဲကျွန်တော်တို့ခရစ်ယာန်ဆရာတော်တွေမှန်သိဘာမသိညာမသိအဲ့ဘယ်သူမှမသိတော့အရေးမကြီးဘူးငါတို့တနတ်ပြပြီးတော့ဘယ်သူမှမလေးစားရတဲ့ဟာမျိုးချင်းပြည်နယ်မှာအကြီးကြီးတွေဖြစ်လာတယ်ဥပမာဖြစ်စဉ်တစ်ခုဆိုရင်ကျွန်တော်တို့ဒီဖြစ်စဉ်ကိုကျွန်တော်ပြီးခဲ့တဲ့2ရက်လောက်ကတွေ့တယ်ဒါပေမဲ့ကျွန်တော်သူ့ချင်းတိုင်းသားတွေနဲ့ချင်းပါစတာတွေနဲ့ကိုယ့်ကိုကြည်တာရှင်းညာဆိုကျွန်တော်အသားလေးနေနေတာနေနဲ့မှဘယ်ဟုတ်မလဲဒီဖြစ်ရကဒီနေ့ကျတော့ပိုသိသွားတာဗါလဲဆိုတော့ဟို Margaret ဆိုတဲ့ကောင်မလေးတယောက်ရှိတယ် model ကောင်မလေး model သိဆောင်ကောင်မလေး Margaret ပေါ့နော် model ကောင်မလေးရန်ကုန်မှာလာနေပြီးတော့အလုပ်လုပ်နေတဲ့အမှုပညာလုပ်ငန်းတွေလုပ်နေတဲ့ Margaret ဆိုတဲ့ကောင်မလေးသူ့ရဲ့အဖေကို PDF တွေကလောက်တာဆိုတော့ဟာမျက်စိလဲသွားတယ်အဲ့တော့ချင်း PDF လောက်တာဆိုတော့ဗါလဲဆိုစုံစမ်းလိုက်တော့ဖြစ်စဉ်ကဒီလိုချင်းပြည်နယ်မတူပီမြို့နယ်မှာရှိတဲ့ကြေးရွာတရားမှာတရားဟောပြီးတော့ပြန်လာတဲ့နော်မတူပီမြို့မှာနေတဲ့ပါစတာဦးကီလောဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကိုနော်မတူပီမြို့နယ်တွေကကြေးရွာတရားမှာသူကတရားဟောပြီးပြန်လာပြီးတော့သူ့အိမ်ကိုပြန်လာတာမတူပီမြို့ပေါ်ပြန်လာတာဦးကီလောဆိုတဲ့ပုဂ္ဂိုလ်ပါစတာနော်ပါစတာဦးကီလောပြန်လာတဲ့အချိန်မှာမတူပီမြို့မရောက်ခင်လေ9မိုင်လောက်အကွာလောက်မှာတဲ့နော် CDF တိုင်းဆိုတဲ့တပ်ဖွဲ့ပြောတော့ချင်း PDF လို့ပဲကျွန်တော်အလွယ်ခေါ်ရမှာဗျာဘာလို့ဆိုတော့သူတို့ကရှုပ်ချက်ခတ်နေလို့လူနားလည်အောင်ခေါ်ရင်ချင်း PDF ပေါ့ချင်း PDF အဖွဲ့ကချင်း PDF အဖွဲ့တားတဲ့ဂျိုဒန်ဂိတ်တကူမမြင်မဲနဲ့သူ့ဆိုင်ကယ်လေးနဲ့ဝင်ပုတ်မိလို့ဖြစ်သွားတော့ခေါ်ပြီးတော့ရအောင်လာအောင်ပေါ့ဆိုပြီးတော့တွားလောက်တာဟိုအဖိုးကြီးကအသက်60ရှိပြီနော်အသက်60ရှိပြီဒါပေမဲ့အဲ့တော့မင်းလာအောင်မာညာလုပ်ပြီးတော့ရိုင်းစတန်းနေပေါ့ဗျာပြောဆိုပြီးတော့မင်းဒါကိုမမြင်ဘူးလားမင်းဘာပဲညာပဲပြောမူးနေလားမသိပါဗျာမူးယူပြီးတော့တွားပြီးအဲ့ဆရာတော်တိခါဆရာတော်တပါးကိုတွားပြီးတော့မင်းမူးယူနေလားဘာလားပေါ့မင်းတို့ရဲ့ကြိုးတောင်ဒီလိုဝင်တိုက်ရကောင်းလားဆိုပြီးတော့ဘာလုပ်လဲဆိုတော့မင်းလုံစမ်းထိုင်ထားလို့တော်တော်ပြတ်မတတ်တာကံကောဝိုင်းဝန်းပြီးတော့ level ညစ်တဲ့ထိုးချိတ်တယ်ပြီးလည်းပြီးတော့လူအများကြီးရှေ့မှာပဲ pastor ပိုင်းငါတို့နားမလဲဘူးမင်းထိုင်ထားလို့ဆိုအချိန်30လောက်ခိုင်းတယ်တဲ့ထိုင်ထားအချိန်30လောက်ခိုင်းတယ်တဲ့ဆိုတော့ပါစတာဦးကီလောရဲ့ဟိုမီဒီဘက်မှာဟိုစကားသံအချို့ရပါတော့ချင်းဘက်ကဒီရန်ကုန်မှာရှိတဲ့သူ့ဟွာတွေရှိကိုပြောတဲ့သတင်းစကားရသူ့ကို level ညစ်တဲ့ထိုးရချိတ်တယ်တဲ့ပြောရရင်ကျိုးမမြင်လို့တိုင်းပါတိုင်းမိတာမတော်သားဖြစ်တာပြောလဲမရဘူးသူ့ကိုဆဲဆိုပြီးတော့လူအများကြီးရှေ့မှာလက်မြောက်ခိုင်းပြီးတော့ထိုင်ထားအောင်အချိန်30လောက်လောက်ခိုင်းပါတယ်တဲ့အဲ့တော့ PDF ချင်း PDF ကလောက်တာတဲ့နော်အဲ့တော့အဲ့လိုလောက်ရလို့ဆိုပြီးတော့ဖြစ်သွားတော့အဲ့လူကိုကြည့်တော့ချင်းလူငယ်တယောက်ဆောင် model Margaret ရဲ့ဖခင်ဖြစ်နေတယ်အဲ့ပါစတာအဲ့တော့ Margaret ကရေခွန်းနာကြပြီသူ့ Facebook မှာတက်ရေးတာပေါ့ဗျာ Margaret ရေးတော့မှကျွန်တော်လဲတွေ့တော့တာ Margaret ရေးတော့မှကိုလည်းတွေ့တာတော့ Margaret ရေးတဲ့စာလေးကတော့ယူပါတယ်ယူရှင်းမှာသူကကျောင်းတော်ငယ်အားတဲ့မိဘစကားနားမထောင်ရင်တဲ့ထိုင်ထလုပ်ပြီးအပြစ်ပေးခံရတယ်တဲ့ကျောင်းမှာဆရာနားမထောင်ရင်တဲ့အိမ်စာမလုပ်ရင်ထိုင်ထလုပ်ပြီးအပြစ်ပေးခံရတယ်တဲ့အဲ့ဒါတော့အိမ်စာမလုပ်ခဲ့ရင်ထိုင်ထဘယ်နှကြိမ်လုပ်ရမယ်ဆိုပြီးကြိုပြောတယ်တဲ့ကျမအဖေကိုကိစ္စကအတူတူပြောရရင်အဖေကအခု68နှစ်ရှိပြီတဲ့အမေနဲ့အိမ်တော်မပြုတ်ခင်နေရတယ်ဖခင်အမှုတော်ဆောင်ပါစတာဖြစ်နေတာတဲ့လုတ်တက်က39နှစ်ရှိပြီတဲ့နိုင်ငံရေးဖြစ်တော့တဲ့ကျမတို့မတူပီတစ်မျိုးလုံးမီဇိုရမ်ဘက်မှာစစ်ဘေးရှောင်လာကြတယ်တဲ့အဖေနဲ့အမေအပါဝင်ပေါ်တယ်ဒီနှစ်ဆိုရင်9နှစ်တည်းဝင်ပြီတဲ့စစ်ဘေးရှောင်ကန့်မြေအသင်းတော်မှာအဖေကဖခင်အမှုတော်ဆောင်ပဲလုတ်တယ်
ဒီနေ့ထက်မှအဖေကဘတူဘီကိုပြန်ပြီးတော့ကျမတို့အိမ်ချီတွေကိုတွားကြည့်ရင်းနဲ့ရွာတွေဘက်မှာအေဝင်ကလေးတရားဟောဖို့တွားတာ3လလောက်ရှိပြီတဲ့နော်ကိုလူမျိုးကိုမျိုးအတွက်အမြဲဆူတောင်းပေးနေတဲ့အဖေတဲ့ကျမတို့မိသားစုအတွက်ငငယ်ကလေးကလေးစားအကွဲတဲ့အဖေအားတဲ့မတူဘီမျိုးတွေကဂိတ်တစ်ခုကိုဖြတ်ရင်းနဲ့သူခင်ဗျာမရေးရဲဘူးနော်နာမည်တော်မရေးရဲဘူးဂိတ်တစ်ခုကိုဖြတ်ရင်းနဲ့ PDF ဂိတ်အဲ့ဒါချင်း PDF ဂိတ်ပေါ့ဗျာချင်း CDF ties အဖွဲ့ပေါ့ဖြတ်ရင်းနဲ့ကြိုးတန်းတားတာကိုမမြင်လို့စိုက်ကလေးဖြတ်လိုက်ချင်မှာတဲ့ဖြတ်တဲ့ခါမှာတဲ့အဖေဟိုတဲ့ level ညစ်ပြီးထိုင်ထအခါ30လောက်ခိုင်းလိုက်လားတဲ့ကျမအဖေအားတဲ့မျိုးလုံးမကောင်းလို့ခွဲစိတ်ထားတာ2ချိန်လုတ်ခဲ့ပြီးပါပြီတဲ့နော်ပြီးတော့ငငယ်ကအိမ်စာမလုပ်ခဲ့လို့တကယ်ရှင်မှာချက်ကိုချက်ခဲ့ထိုင်ထလုတ်ခဲ့ရဘူးတဲ့နော်သူပြောတာနော်ထိုင်ထလုတ်ခဲ့ရတယ်ကျမလေးစားချက်ခဲ့ရအဖေအားတဲ့ဘာအပြင်မှာကြီးကြီးမှလုတ်ခဲ့ရလို့တားတွေအရွယ်လောက်ကလေးရှိမှာနော် level ညစ်ခံပြီးတော့လက်မြောက်ပြီးတော့ထိုင်ထအခါ30လုတ်ခဲ့ရလာလေတဲ့အဖေဘယ်လိုတော့ရှက်ပြီးခံစားမလဲတဲ့အဖေနေရာတွေးကြည့်ပြီးတော့ကျမတို့မိသားစုမျက်ရည်ကျပါတယ်တဲ့အဖေကတော့ကျမတို့ပြန်နှစ်သိမ့်ပါတယ်တဲ့ထိုင်ထလို့တော့ကျမကြီးကောင်းပါတယ်တဲ့လေတဲ့ဆိုပြီးတော့အဖေတို့စိတ်မကောင်းလို့စတိတ်လေးတင်တာပါဆိုပြီးတော့မာဂရက်ကတင်ထားတယ်ဒါဟာသူဖေးချစ်တဲ့သမီးတယောက်နဲ့သူ့အဖေကိုလူကြားထဲမှာအချက်ခွဲခံရတော့သူစိတ်ထဲမှာ feeling ဖြစ်လို့သူတင်ထားတာတောင်းဓာတောင်းသူဘယ်အဖွဲ့လို့သူနာမည်မတက်ဘူးမာဂရက်ကဘယ်အဖွဲ့လို့နာမည်မတက်ပေမဲ့သိတာပေါ့ဗျာဒါချင်း PDF တွေလို့တယ်ဆိုတာသိတာအဲ့တော့လူဒီ PDF တွေဟာဘာလဲဆိုတော့ဆရာတော်တန်ဃာတော်တွေလည်းမရှောင်ပါစတာတွေလည်းမရှောင်ဒီကောင်တွေကဘာလို့ဆိုတော့အသိစိတ်တွေကလုံးဝလွတ်သွားကြပြီပုံမှန်သိသိမှုလို့အသိစိတ်တွေလွတ်သွားပြီဘာလို့ဆိုရန်ကိုရိုင်းဆိုင်သွားကြပြီဗျရန်ကိုရိုင်းဆိုင်သွားကြပြီဟိုနိုင်ငံရေးယူဆမကြည့်လို့တနက်ကိုင်လက်နက်ကိုင်ဆွဲပြီးတော်လန်နေဆိုရင်တော့မဆိုင်တဲ့ပြည်သူတွေကိုပါတို့ကတက်ကြဖြတ်ကြတက်လာဖြတ်လာ nice နှိမ့်ဆက်အနိုင်ကျင့်လာလှုပ်လာကြတယ်ဟုတ်ပြီအဲ့ဒါအထက်ပိုဆိုးသွားတာကဒီဆရာတော်တန်ဃာတော်တွေဒီ pastor တွေပေါ့ဗျာဒါ pastor ဆိုဒီ Christian တွေပတ်သက်တာ pastor တွေပါဒီလိုတွေမှာလှုပ်တယ်ဆိုတော့တော်တော်ကိုဟိုအတိတရားနေပါသွားပြီးတော့တော်တော်ကိုမှပဲတော်တော်ကိုစိုးသွမ်းသွားပြီဗျစိုးသွမ်းသွားကြပြီစိတ်တော့မကောင်းပါဘူးအဲ့တော့ဒီဖြစ်စဉ်မျိုးတွေကချင်းပြည်နယ်မှာတကယ်ဖြစ်နေပါတယ်အဲ့တော့အခုချင်းပြည်နယ်မှာဆိုရင်မြောက်ပိုင်းမှာဆိုလို့ရှိရင် PDF ကင်းစင်ပြုံးပျော်ရွှင်တော့မယ်ပေါ့ဗျာပြောရရင်တော့အခုပြည်သူတွေပြန်ဝင်နေကြပြီတော်တော်လေးပြန်ဝင်ကြတော့မြို့ကန်တွေဆိုတာပျော်ကြပြီအခုပျော်တော့များပါပျော်နေမဟုတ်ဘူးချင်းတိုင်းသားအစ်စ်တွေတကယ်ကိုချင်းအဖွဲ့အစည်းအတင်းအဖွဲ့တွေကဘာကြီးညာလဲဆိုတော့စစ်ဘေးရှောင်ပြီးထွက်ပြေးသွားတဲ့ချင်းတိုင်းသားတွေပြန်လာတဲ့အခါကျရင်ဒီအချိန်မှာဘယ်သူပဲဘယ်ဘက်မခွဲကြဘဲနဲ့အကုန်လုံးလက်ခံပေးကြပါမကန့်ကွက်ကြပါနဲ့လက်ခံပေးကြပါဟိုမနှောက်ယှက်ကြပါနဲ့သူကသူ့မျိုးလေးမှာသူကသူအေးအေးဆေးဆေးလေးပြန်နေခွင့်ပေးကြပါဆိုပြီးတော့ဟိုမှာတနာအတနာခံစားရနဲ့စာထုတ်ရတယ်စစ်တပ်ကမဟုတ်ဘူးနော်ချင်း PDF တွေမယိုင်းရန်ကားမှုတွေကိုသိလို့ချင်းလူမှုအဖွဲ့အစည်းတွေအကုန်လုံးကပြောနေကြတာချင်း PDF တွေဘာကြောင့်မယိုင်းလဲဆိုရင်ပုံမှန်လည်းပြောရင် AAS စနစ်တွေပဲ AAS စနစ်တွေပဲထုံးမြန်နိုင်စနစ်တွေပဲထုံးမြန်နိုင်အုပ်စုကချင်းတွေကိုနဖာကျုထိုးပလိုက်တာအဲ့တော့ချင်းတွေကချင်းတိုင်းသားတွေကတချို့လူငယ်လေးတွေကဘုမသိပါမသိထွန်းမြတ်နိုင်တဲ့ဖားတို့တော့ခံရပြီးတော့အခုတော့သွားပြီအဲ့တော့ဇရိုက်တွေပါကြမ်းကုန်တာပြက်ကုန်တာဗီဇတွေပြက်ကုန်တာချင်းတွေကပို့ရင်ပြောရင်အောက်ချင်းငှက်တွေလိုပဲသစ္စာရှိတယ်တောင်စလက်ပန်းလိုပဲမှုပြတ်တယ်သို့တော့သူတို့ရဲ့သစ္စာရှိမှုသူတို့မွေးပြတ်မှုတွေကချင်းလူတို့အတွက်မဟုတ်ဘဲနဲ့ချင်းလူတို့ပါပြန်နှိပ်စက်တာဖြစ်လာရင်အဲ့ဒါရှင်းပြောရရင်တော့ချင်းသစ္စာပေါက်တွေဖြစ်ကုန်တာချင်းလူတို့ပေါ်ပြန်သစ္စာပေါက်တဲ့ချင်းသစ္စာပေါက်ဖြစ်ကုန်တယ်ဒါကြောင့်မလို့ဒီချင်းသစ္စာပေါက် PDF အုပ်စုတွေထွန်းမြတ်နိုင်ရဲ့ခိုင်းဘက်တွေဟာတော်တော်ကိုမှပဲဟိုကိုလူမျိုးတော်ကိုပြန်နှိမ့်ဆက်တဲ့အထိကိုပါစတာတွေတော့ကိုပြန်နှိမ့်ဆက်တဲ့အထိမယန်းရန်ကားကုန်ကြတာကြီးကတော့စိတ်မကောင်းစရာဖြစ်နေဒီနေ့အခင်းကျင်းမှာမြင်လာရတယ်လို့တော့ကျွန်တော်ထည့်ပြောပြရစီဒါလည်းဒါမာဂရက်ရဲ့ကိစ္စဖြစ်တာဆိုတော့မာဂရက်ဆိုတာလဲဟိုကျွန်တော်တို့တွေသိပါတယ်ကျွန်တော်တို့သိကြတဲ့ကလီမာလေးပဲเนาะထားပါတော့အဲ့တော့ဒါတခုနောက်တစ်ခုကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ရှိရင်ပေါ့ဗျာအခုအဲ့ကူလို့ဖြစ်နေတဲ့မြန်မာအရေးနဲ့ပတ်သက်ရင်အခုအိန္ဒိယနိုင်ငံတွေကမြန်မာအရေးနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတစ်ခု online ကနေပြီးတော့ဒီဆွေးနွေးပွဲတစ်ခုလုပ်သွားတယ်ပြောရရင်တော့ဗျာဘာခေါ်လဲဒီ virtual meeting လို့ခေါ်မလားဘယ်လိုခေါ်မလဲ online meeting တစ်ခုလုပ်သွားတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံသားရေးဝန်ကြီးဌာနကလူတွေပါတယ်ထိုင်းအိန္ဒိယနိုင်ငံတွေအကုန်ပါတယ်ပေါ့ဗျာအိန္ဒိယနိုင်ငံတွေအာဆီယံ10နိုင်ငံလုံးပါတဲ့အစည်းအဝေးတစ်ခုကိုရှင်းပြရတော့ဟိုအာဆီယံ10နိုင်ငံမှာရှိတဲ့နိုင်ငံသားရေးဝန်ကြီးအဆင့်တွေပေါ့အစည်းအဝေး online video အစည်းအဝေးတစ်ခုကို21ရက်နေ့မနေ့ကလုပ်သွားတယ်လို့သိရတယ်မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့ပြောရရင်တော့မလေးရှားနိုင်ငံသားရေးဝန်ကြီးပြန်သွားပြီးတော့တိတ်မကြခင်မှာပဲဒီဒါကြီးအစည်းအဝေးတစ်ခုဖြစ်လာတယ်ဆိုတော့မလေးရှားနိုင်ငံသားရေးဝန်ကြီးပြန်သွားပြီးတိတ်မကြခင်ပေါ့နော်ရက်ပိုင်းလေးအတွင်းမှာပဲဒီအစည်းအဝေးတစ်ခုဖြစ်လာတယ်ဆိုတော့ဒါကထူးခြားတယ်ပေါ့နော်မလေးရှားနိုင်ငံသားရေးဝန်ကြီးက19ရက်နေ့မြန်မာနိုင်ငံကိုလာတယ်လာပြီးတော့ပြင်ချင်းပြန်သွားတယ်ပြန်ပြီးတော့21ရက်နေ့မှာပဲအာဆီယံနိုင်ငံသားရေးဝန်ကြီးအဆင့် online နဲ့ဆွေးနွေးတယ် online video conferencing လုပ်တဲ့ဆွေးနွေးပွဲတစ်ခုလုပ်သွားတယ်ပြောရရင်တော့သူတို့ပြောခဲ့တဲ့အတိုင်းပဲအာဆီယံ meeting တွေပြီးခဲ့တဲ့ဟို meeting တွေဖိလစ်ပိုင်မှာကျင်းပတဲ့ meeting တွေမတိုင်မီလေး meeting တွေအတွင်းမှာသူတို့ပြောခဲ့တာရှိတယ်ဒီအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေ online တွေတွေ့ဆုံတဲ့ဆွေးနွေးပွဲလုပ်မယ်လို့ပြောခဲ့တဲ့စကားအတိုင်းပဲတကယ်ပဲအခုမလေးရှားနိုင်ငံရေးဝန်ကြီးက19ရက်ရောက်တယ်ပြန်သွားပြီး2ရက်ကြာမှာပဲ21ရက်နေ့မှာဒီ online meeting တခု21ရက်နေ့လှုပ်သွားတယ်ဆိုတဲ့အကြောင်းကိုအတန်တိတ်နေပေမဲ့ခမာမီဒီယာတွေဖြစ်တဲ့ကမ္ဘောဒီးယားမီဒီယာတွေဖွင့်ချလိုက်တယ်ကမ္ဘောဒီးယားတွေဖွင့်မီဒီယာဖွင့်ချလိုက်လို့ကျွန်တော်တို့သိရတယ်
ကမ္ဘောဒီးယားမီဒီယာဖြစ်တဲ့ဒီခမာတိုင်းရဲ့ဖွင့်ချချက်အရဆိုရင်သူကဒီအာဆီယံနိုင်ငံရေးဝန်ကြီးတွေက online video တွေဆွေးနွေးမှုကိုတဲ့နော်10နိုင်ငံအစည်းဝန်ကြီးတွေလောက်ကြတယ်ပေါ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလောက်ကြတယ်ပေါ့ဗျာလောက်ကြတဲ့ခါကျတော့ပြောရင်တော့မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရဲ့အခြေအနေတွေအကျက်တဲတွေဖြည့်ရှင်းဖို့ဘာလို့ရင်ကောင်းမလဲပေါ့ဗျာဆိုတော့အာဆီယံနိုင်ငံနဲ့နိုင်ငံတော်တော်များကတော့ဒီလိုဆွေးနွေးတဲ့ခါမှာကျတော့တို့ကမြန်မာအပေါ်မှာအထဲမှာတော့ဟိုတကယ်တမ်းနေလန်းကလာတွေ့ဆွေးနွေးတဲ့ခါကျတော့မြန်မာကိုထိုးနှက်ပြီးတော့ပိတ်ပတ်ပြီးပြောဆိုတာမျိုးတွေတိတ်ပြီးတော့မလုပ်ကြတော့ဘဲနဲ့ပြောတဲ့တော့တွေပြောလာတယ်ပေါ့ပြောရရင်တော့အရန်ရန်လိုမှုတွေကဒီလူချင်းတွေကရန်လိုမှုမရှိဘူးမီဒီယာဘက်ရောက်သွားရင်တော့မီဒီယာရဲ့တွေ့ရင်တော့နာမည်ကောင်းယူဖို့အတွက်ထွက်တာလေးရှိတယ်နာမည်ကောင်းယူဥပမာမလေးရှားဆိုရင်မလေးရှားဖြစ်ဖြစ်ထိုင်းအင်ဒိုနီးရှားဆိုရင်ဖြစ်ဖြစ်ဖလော်ရီဒါဖြစ်ဖြစ်ပေါ့တို့ကစင်ကာပူဆိုစင်ကာပူဖြစ်အဲ့၄နိုင်ငံအဓိကပါမလေးရှားဖိလစ်ပိုင်စင်ကာပူအင်ဒိုနီးရှားဒီ၄နိုင်ငံအဲ့တော့မီဒီယာနဲ့တွေ့ရင်တော့တို့ကမြန်မာပေါ်မှာတို့ကမသိရင်ဆရာကြီးလုပ်ပြီးဆုံးမတို့လို့ပြောလို့ရှိတယ်ဟာကျွန်တော်ပြောပြီးပြန်ပြီမခံရင်စင်းနဲ့ပြောပြီးပြန်ပြီမခံရင်စင်းနဲ့ကိုယ်နိုင်ငံဘက်ကပြောပြီးပြန်ပြီပြောတော့အဲ့ဒါမပြောတော့ဘယ်သက်ပိတ်ထားကန်တယ်အဲ့တော့ထားပါတော့မီဒီယာတွေ့တဲ့အခါမှာတို့တော့ကိုယ်နာမည်ရာကြီးအတွက်တော့အကြီးကြီးပြောတယ်ဒီဘက်မှာမြန်မာနိုင်ငံရေးဝန်ကြီးပါတဲ့ဒီလို online meeting လေးရောက်တော့ပပဆက်တွေနေမြန်ကစားတွေ PPC ပြောလာဆိုတော့ပုံမှန်အဲ့လိုဖြစ်နေတယ်ဟိုကကြာနေဟိုကျွန်တော်တို့ဟိုဟာတာလေးတစ်တော့ဟာတာဗီလေးတစ်ခုလို့ပေါ့ဟိုခွေးနှစ်ကောင်လေးခွေးနှစ်ကောင်အာနဲ့တကားကန်ခံထားတော့အာနဲ့ရန်လို့တာတကားလေးလည်းဖယ်လိုက်ကောအီးအဲ့လိုဖြစ်သွားတယ်ပဲအခုအဲ့ဒီအာဆီယံကခွေးချို့ပေါ့နော်အဲ့လိုပြောအောင်အဲ့အချို့ကဘာဖြစ်နေလဲဆိုတော့မြန်မာတကားလေးဖွင့်လိုက်ကောအဲ့လိုဖြစ်သွားတာပဲเนาะအဲ့တော့တခါကြရင်လေဟိုတကယ်ဆွေးနွေးပွဲလေးရောက်ကိုဘာမှမပြောရဘူးဖြစ်သွားတာပေါ့เนาะတိတ်အများကြီး PPC မပြောရတော့သို့တော့ဒီ 5 point consensus ကိုရှေ့ဆက်သွားဖို့လုပ်ငန်းစဉ်တွေပြောတယ်ပြီးရင်အားလုံးပါဝင်တဲ့သူတို့ပြောတဲ့အထက်မှာအားလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်ပေါ်လာဖို့တွန်းအားပေးမယ်ဒီပြိပခရဲ့ပြဿနာပြိပခရဲ့ဇစ်မြစ်တွေပေါ့ဖြစ်တဲ့အားလုံးပါဝင်တဲ့ဒီ dialogue တွေဆွေးနွေးပွဲတွေလုပ်ဖို့ပြသွားအောင်ဆွေးနွေးပွဲတွေလုပ်ဖို့အရေးကြီးတဲ့အခြေအနေရောက်လာပြီဒါဆွေးနွေးကြတင့်ပြီဆွေးနွေးပွဲတင့်ပြီပေါ့ဗျာအဲ့ဒါမျိုးပြောတယ်ပြီးရင်ဒီအကြမ်းဖက်မှုတွေနှစ်ဖက်ဖြစ်ပြနေတဲ့မြေမှာဖြစ်ပြနေတဲ့ဒီအကြမ်းဖက်မှုတွေအကုန်လုံးရပ်တန့်ကြဖို့ပြီးပါဝင်တဲ့အစုဖွဲ့တွေအားလုံးဆွေးနွေးကြဖို့ပေါ့နော်အဲ့ဒါမျိုးလုပ်ဖို့တိုက်တော့မှာမယ်ဆိုတာမျိုးတွေအဓိကဆွေးနွေးသွားတယ်လို့သိရတယ်ပေါ့နော်ဆိုတော့ကမ္ဘောဒီးယားဘက်ကကျတော့သူတို့ကတော့ဘာပြောလို့ဆိုတော့မြန်မာနိုင်ငံရဲ့ကိစ္စနဲ့ပတ်သက်သူတို့ကတော့အပြည့်သဘောဆောင်တဲ့ပြည်ပြောင်းလဲမှုတွေကိုသူတို့ကတော့ထောက်ကန်ကြိုးဆိုတယ်ဘယ်ပေါင်းဆောင်သူတို့ဝိုင်းကူမယ်ဒါတော့သူတို့ပြောတယ်နိုင်ငံတိုင်းလို့တော့အဲ့လိုပြောပါတယ်ဒါပေမဲ့အဲ့ဒီတွေးကြတဲ့အခါမှာတော့ formal meeting ပုံမှန်ပဲအလွတ်သဘောတွေဆွေးနွေးကြတဲ့အခါမှာတော့တချို့ဆွေးနွေးချက်တွေကိုတော့အများပြည်သူကိုထုတ်ပြန်တည်ပေးခြင်းမရှိဘဲနဲ့လွတ်လပ်ပေါ့ပါတယ်ဆွေးနွေးကြတယ်ပေါ့ဗျာဆွေးနွေးကြတယ်သိရတယ်အသေးစိတ်တော့ကျွန်တော်တို့ဘယ်မီဒီယာမှမထုတ်ပြန်ဘူးနိုင်ငံတော်မြန်မာအစိုးရလည်းမထုတ်ပြန်တော့အသေးစိတ်တော့ကျွန်တော်တို့မီဒီယာတွေလည်းအဲ့အစည်းအဝေးခံပါတယ်ဝန်ထိုင်ခွင့်ရတာမဟုတ်တော့မပြောနိုင်ဘူးသို့တော့အပြင်ကနေခံမှန်းကြည့်ရသမျှတော့ပွင့်လည်းပြောရရင်တော့ခံမှန်းကြည့်ရသမျှတော့တချို့သောနိုင်ငံတွေကဒီ NUG အပါဝင် EU တွေခေါင်းစဉ်တွေအဖွဲ့တွေအကုန်လုံးနဲ့သူတို့စကားပြောလိမ့်မယ်ပြီးရင်စကားပြောပြီးတော့မင်းတို့တွေဟိုတို့ငင်းငင်းဆွေးနွေးပွဲသွားပါလားဆွေးနွေးပွဲတက်သွားပြီးတော့အရင်ဆုံးလေးလာသူဖြစ်နေတက်ပြီးတော့မှမင်းတို့ဓာတ်ရိုက်သက်ဆိုင်သူဖြစ်နေဆွေးနွေးတစ်စင်းချင်းဆွေးနွေးပါလားဒါမှမဟုတ်လဲတရားဝင်မတက်ချင်သေးရင်လည်းဒီ informal ပေါ့အလွတ်သဘောနဲ့မင်းတို့သီးသန့်တွေ့တယ်လုပ်ပါလားဆိုတာမျိုးတွေညှိနှိုင်းမှုတွေကိုဒီ NUG ဘက်ကိုရောEORC ကိုရောသတင်းစကားတွေကိုအာဆီယံနိုင်ငံအချို့ကပါပြီးလောက်ပြီးလို့ယူဆတယ်ဘုလို့ဆိုရင်မနေ့ကငါတို့ဘယ်လိုဆွေးနွေးကြရဲကွာမင်းတို့တွေကိုတော့ဘယ်လိုမျိုးပြောတယ်မင်းတို့တွေနဲ့နည်းနည်းလေးဆွေးနွေးကြည့်ပါလားကွာဆိုတာမျိုးပေါ့ဥပမာကျွန်တော်တို့ဂျပန်သွားတော့လို့ပေါ့ဂျပန်လွတ်တော်အမတ်အဲဒီဂျပန်အမတ်ကစပိန်လေကွဲနဲ့ပေါ့ဗျာစပိန်လေကွဲနဲ့ဂျပန်လွတ်တော်အမတ်အဲဒီပုဂ္ဂိုလ်ကဘာပြောလဲဆိုတော့မင်းတို့တွေအနေနဲ့တဲ့ NUG တွေကသဘောပြောင်းနေဖွဲ့တယ်မင်းတို့ဆွေးနွေးတင်တာပေါ့ဆိုဟာငါတို့ကအစိုးရအောင်လို့ငါတို့ကဆွေးနွေးအောင်အစိုးရဆိုရင်တော့ဆွေးနွေးတင်တယ်အစိုးရဆိုဆွေးနွေးမှန်းတယ်ငါတို့ကအစိုးရအောင်လို့ငါတို့ဘာလို့ဆွေးနွေးရမလို့သို့တော့ငါတို့က NUG နဲ့မဆွေးနွေးတာမဟုတ်ဘူးအကြမ်းဖက်သမားတွေနဲ့မဆွေးနွေးတာလူကောင်းတွေနဲ့ငါတို့ဆွေးနွေးမယ်ဒါမျိုးကျွန်တော်တို့ကပြောတာအဲဒီလိုမျိုးပေါ့အဲ့လိုမျိုးသဘောမျိုးပေါ့ဆိုတော့တို့လည်းအဲ့လိုမျိုးသတင်းစကားပါသလိုမျိုးပဲအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဌာနကသက်ဆိုင်ရာနိုင်ငံအလိုက်တို့ချင်းချင်း contact ရှိတဲ့လူတွေစီကိုသွားငါတို့မနေ့ကဘာတွေဆွေးနွေးခဲ့တဲ့ထင်မှာတော့ဘာတွေရှိတယ်ကွာဘာတွေပါတယ်မင်းတို့တွေဘယ်လိုမျိုးအခန်းကဏ္ဍမှာတို့ဝင်ဆွေးနွေးတင်တယ်ဘာညာဆိုအကြံပြုတာတွေသွားလိမ့်မယ်သွားရင်အဲ့မှာ EAO တွေရော NUG အုပ်စုတွေရောတို့နည်းနည်းလေးစဉ်းစားစရာလေးတွေရသွားလိမ့်မယ်လို့ကျွန်တော်တို့ခံမှန်းတယ်ပေါ့နော်ဒါကတော့ဒါအာဆီယံရဲ့အစည်းအဝေးတွေကဖြစ်နိုင်ခြေရှိတယ်ပြောတာပေါ့နော်နောက်တစ်ခုကတော့ဒီမြန်မာပြည်အရေးနဲ့ပတ်သက်ရင်ဒါ Julie Bishop ပေါ့ Julie Bishop ဆိုတဲ့အမျိုးသမီးကလည်းမြန်မာပြည်ကိုလာဖို့ရှိတယ် Julie Bishop ဆိုတာအချမ်းမပါဘူးဟိုJulie Bishop ဆိုတာရိုးBishop မဟုတ်ပါဘူးနော်ဟိုစစ်တူရင်ကြားကွက်မှာ Bishop မဟုတ်ပါဘူး Julie Bishop ဆိုတာကုလသမဂ္ဂရဲ့အထူးတန်တမန် Julie Bishop ပြောတာပါနော်ဟို Bishop ဒီ Bishop နဲ့ဟို Shop ဒီ Shop ဖြစ်မှာဆိုလို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန် Julie Bishop အဲ့ Julie Bishop ကဒီလာထဲမှာကျွန်တော်ထင်တယ်မနေ့ပြန်ဘက်ကတော့ရောက်မလားမသိဘူးအစိုးရကလည်းလုံးဝမထုတ်ပြန်ဘူးခုဘက်ကလည်းမပြောဘူးနှစ်ဖက်စလုံးဘာမှမပြောဘဲနဲ့ကြည့်ရတာပြန်သွားတော့မှများ Julie Bishop ကရောက်သွားပြီးမှထုတ်ပြန်မလားတော့မသိဘူး Julie Bishop ဒီလာထဲမှာခုကျွန်တော်ထင်တယ်ဒီနေ့က22ရက်ဆိုတော့23 24 25 26ဒီ6နောက်ဆုံး9ရက်လောက်တွင်မှာသူလာလိမ့်မယ် Julie Bishop မြန်မာပြည်လာဖို့ရှိလို့သိရတယ်သူ့ရဲ့လာတဲ့ခီးစဉ်ကမြန်မာနိုင်ငံဒီတစ်ခေါက်လာရင်4ချိန်မြောက်ခီးစဉ်ဖြစ်မယ်တဲ့နော်4ချိန်ခီးစဉ်ဖြစ်မယ်အဲ့ခီးစဉ်သူလာပြီးတော့ဘာလုပ်မှာလဲဆိုတော့မြန်မာနိုင်ငံက
ခေါင်းဆောင်သမရဦးမြောက်လိုက်နဲ့တွေ့တာနောက်ကမြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးနဲ့တာဝန်ရှိသူတွေနဲ့လိုက်တွေ့တာမျိုးတွေလုပ်ဖို့ရှိတယ်ပေါ့ဘာဖြစ်လို့ तू ကလာဖို့ရှိတာလဲလို့မေးရင်တဲ့ तू ကနောက်မကြခင်လတွေအတွင်းမှာမကြခင်လပိုင်းတွေအတွင်းမှာသူ့အနေနဲ့ကဘာရှိလဲဆိုတော့ကုလသမဂ္ဂမှာသူ့ရဲ့မြန်မာနိုင်ငံဆိုင်ရာတိုးတက်ပြောင်းလဲမှုအခြေအနေတွေကို तू ကပြန်ပြီးတော့တင်ပြရတော့မယ်မကြခင်မှာတင်ပြရတော့မယ် तू နီးနေပြီပေါ့နော်မကြခင်မှာ तू အဲ့ဒါတင်ပြရတော့မယ်ကုလသမဂ္ဂရဲ့တော့ဟိုမှာအထူးညီလာခံအစည်းအဝေးမှာ तू ကမြန်မာပြည်ကို तू လာတော့မယ် update तू နောက်ဆုံးသိရတဲ့ information ကို तू လာပြောဆွေးနွေးပြီး तू ပြန်တင်ပြဖို့ရှိတဲ့အတွက် तू မကြခင်လာဖို့ရှိတာဒါပေမဲ့မြန်မာအစိုးရကအဲ့ဒါကိုခွင့်ပြုမှာလားခွင့်မပြုဘူးလားကတော့မြန်မာအစိုးရနဲ့ဆိုင်တယ်တေချာတော့ Julie Bishop လာဖို့ရှိတဲ့အတွက်မြန်မာအစိုးရစီကိုလာခွင့်တင်ထားပြီးပြီဆိုတော့တေချာတယ်တင်ထားပြီးဆိုတေချာအဲ့တော့မြန်မာဘက်ချမ်းကဘလို့သဘောထားပြီးမြန်မာအစိုးရခေါင်းဆောင်တွေကသူ့ကိုတွေ့မှလားမတွေ့ဘူးလားလာခွင့်ပြုမှလားမပြုလားတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့လာဖို့တော့ तू ကတင်ထားတယ်လို့ခံမှန်းလို့ရတယ်လာဖို့လည်းရှိတယ်ဆိုတော့ तू လာပြီးရင်တော့ तू ဘာပြောမလဲပေါ့ Julie Bishop လာပြီးတော့ပြော Julie Bishop လာပြီး तू ပြန်ထွက်သွားရင် तू မီဒီယာတွေကမေးတဲ့အခါ तू ဖြေပါလိမ့်မယ်သူဖြေလိမ့်မယ်သူဖြေတဲ့အခါမြန်မာပြည်တိုးတက်ပြောင်းလဲမှုအခြေအနေသူပြောမယ်ပြီးမြန်မာပြည်ကိုမြန်မာနိုင်ငံကိုဒီအာဆီယံမှာပြန်ဝန်ဆန့်ရေးနိုင်ငံတကာအဖွဲ့အစည်းတွေကမြန်မာနိုင်ငံနဲ့ပတ်သက်ရေးရှုမြင်ပုံပေါ့နော်ဖွဲ့ရှုမြင်ပုံအသွင်ပြောင်းလာရေးနောက်တစ်ခါကုလသမဂ္ဂမှာမြန်မာနဲ့ပတ်သက်ပြီးတော့သူပြန်တင်သွင်းတဲ့အချက်တွေဒါတွေကတခုထူးခြားမယ်အဲ့တော့မြန်မာပြည်ကို Julie Bishop လာမယ့်ကိစ္စဒီကျွန်တော်ထင်တယ်မနေသောကာလမမြန်သော sorry မဝေးသောကာလအတွင်းမှာဖြစ်လာနိုင်ရှိတယ်ဘယ်ရက်လည်းမသိဘူးကျွန်တော်ကသာအခုပြောနေတာဒီညတော့ရောက်ပြီနေလားတော့မသိဘူးထားပါတော့ဗျာဘယ်လိုပဲဖြစ်ဖြစ်လာဖို့ရှိတယ်ပြီးရင်တော့အစိုးရအနေနဲ့ကတော့ဒါကိုထုတ်ပြန်မလားမေးရင်တော့ကျွန်တော်မသိဘူးဒါအစိုးရပဲမေးရမယ်ဒါပေမဲ့ Julie Bishop ကတော့ပြန်သွားရင်တော့သူမြန်မာပြည်လာပြီလို့ပြန်ထွက်သွားရင်တော့မလေးရှားနိုင်ငံတိုင်းဝန်ကြီးလာသွားတယ်လို့ပဲပြန်ထွက်သွားပြီးရင်တော့မြန်မာအစိုးရဘက်က Julie Bishop လာဂါရဘီတွေ့ဆုံလဲဆိုတာတော့ပဲထုတ်ပြန်လိမ့်မယ် Julie Bishop ဘက်ကတော့မီဒီယာတွေသူဖြေလိမ့်မယ်ဘာဖြေမလဲတော့ကျွန်တော်ဆက်စောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးပဲကိုကြီးစားတွေရှိပါတိုင်းပြည်ကိုစေနာမှန်ထားပါတစ္ဆာရှိပါကိုယ်နိုင်ငံသားအချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လက်ဝါးတီးပြီးပြောနေတဲ့လူမိုက်လူရန်ကလူသက်အကြမ်းဖက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လဲမေးခွန်းထုတ်ပါလို့ပြောရင်းနဲ့ဒီနေ့လဲကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာ